ကျွန်တော်ကတော့တကဘာလုံးမှာဩဇာရှိဆုံးအင်အားကြီးဆုံးစစ်တီတော်မျိုးရိုးစုရဲ့တခင်လေးတယောက်ပါကျွန်တော်ဖေကလက်ရှိကဘာပေါ်မှာလက်ချိုးရည်လို့ရတဲ့အသက်ရှင်ကျန်ရည်နေသေးတဲ့စစ်နှစ်ဖျား9ယောက်ထဲကတယောက်ပေါ့ဒါပေမဲ့လွန်ခဲ့တဲ့3နှစ်ကပေးခဲ့မိတဲ့ဂတိစကားတစ်ခုကြောင့်ပဲအဲ့ဒီ3နှစ်လုံးလုံးကျွန်တော်ဟာမိမတယောက်ရဲ့အနားမှာခွေးတကောင်လိုကဖားရဖားလို့နေတဲ့အကောင်လိုကဲရတာကိုခံခဲ့ရပါတယ်ကျွန်တော်ဖေကဒေါသအိုးပေါက်ကွဲပြီးကျွန်တော်ကိုမျိုးရိုးကနေပါအပြီးပိုင်နေထုတ်တော်မယ်အချိန်ကြာမှအရာအလုံးကရုတ်တရက်ပြောင်းလဲသွားခဲ့တာပါအရှိတောင်ပိုင်းစစ်တီတော်တက်တော်ရဲ့ကျောင်းဝန်းထဲမှာလူနာကကျွန်တော်ကိုတည်ငြိမ်လုံးနဲ့မျက်နှာပေးနဲ့စိုက်ကြည့်နေပါတယ်ဇိန်ငါမှာကိုဝင်ရှိနေပြီးနင့်ကိုငါနဲ့လက်ထပ်ဖို့အခွင့်ရေးပေးမယ်တဲ့ကျွန်တော်စုမင်တက်သွားပြီးသူမရဲ့လက်ညှိုးညွှန်ရပြချက်နေတဲ့ဗိုက်စီကိုကြည့်မိသွားတယ်3နှစ်အဲ့ဒီ3နှစ်လုံးလုံးသူမရဲ့အစီခံတယောက်လိုဖားရတဲ့ကောင်တယောက်လိုကျွန်တော်နေပေးခဲ့ရတာလွန်ခဲ့တဲ့3နှစ်ကဒီလန်စင်းချုပ်ကိုကူးပြောင်းရောက်ရှိလာချိန်မှာပဲအရှိတောင်ဘက်ကျေစင်နဂါဝါကိုစောင့်ရှောက်နေတဲ့ဆရာသခင်ကတိုက်ပွဲထဲမှာကြာဆုံးသွားခဲ့ပါတယ်အသက်ငယ်နေတဲ့နောက်ဆုံးချိန်မှာဆရာသခင်လင်းနေကသူအခြေရဆုံးသမီးလေးလူနာကိုကျွန်တော်လက်ထဲအနံ့သွားခဲ့တာပါကျွန်တော်ညှင်းဖို့လုပ်နေတော့မှပဲစနစ်တစ်ခုကရုတ်တရက်ပေါ်လာပြီးအသက်ဝင်လာခဲ့ပါတယ်အဲ့ဒီစနစ်ရဲ့လှုပ်ဆောင်ချက်ကရိုးရိုးလေးပါပဲလူနာရဲ့အနားမှာတစ္ဆာရှိရှိနဲ့ဖားပေးရမယ့်သူဖြစ်3နှစ်တိတိနေထိုင်ပေးရင်3နှစ်ပြည့်တာနဲ့စနစ်စီကနေအလုံးကြီးမားတဲ့ဆုလက်တွေကိုရရှိမှာဖြစ်ပါတယ်အခြားရေးချေစရာမရှိတော့တာမို့ဆရာသခင်နဲ့3နှစ်တက်တန်းဂတိကိုကျွန်တော်သဘောတူခဲ့ရပါတယ်အဲ့ဒီ3နှစ်တာကတော့တကယ်ငရဲပါပဲလူနာကတရက်ထက်တရက်ပို့ပြီးအတင်းရဲရိုးရိုးရေးတိတ်နိုင်လာပြီမဲ့ဆုလက်တွေရဖို့အတွက်ကျွန်တော်စိတ်ရှိလက်ရှိနဲ့ပဲတရုပ်ဆောင်ပေးခဲ့ရပါတယ်ဒါဒီမှကသေးပါဘူးကျွန်တော်ရရှိထားတဲ့ကိုယ်ပိုင်လက္ခဏာနဲ့အဆင့်တန်းကလည်းတာမန်လူတယောက်ထက်အစပေါင်းများစွာတာလုံနေတာပါကျွန်တော်ရဲ့လူမျိုးနွယ်စုဟာငကားနိုင်ငံတော်ရဲ့အရှိတောင်ဘက်ဒေသမှာအင်အားကြီးဆုံးစစ်တီတော်မျိုးနွယ်စုကြီးဖြစ်ပါတယ်ကျေစင်နဂါဝါတွေပွင့်လာခဲ့တဲ့နှစ်ပေါင်း800အတွင်းမှာတကဘာလုံးအတိုင်းအတာနဲ့လူသားဘိုးဘေးကြီး10ယောက်ပဲအသက်ရှင်ကျန်ရစ်ခဲ့ပြီးကျွန်တော်တို့လူမိသားစုကအဲ့ဒီ10နေရာတွေကတနေရာကိုပိုင်ဆိုင်ထားတာပါကျေစင်နဂါဝါတွေပေါ်ပေါက်လာပြီးနောက်ပိုင်းခေတ်တင်မှာလူသားတွေရဲ့ကနေစစ်နှစ်ဖျား9ယောက်မွေးဖွားလာခဲ့ရမှာကျွန်တော်ရဲ့ဖခင်ရင်းဖြစ်သူလောချန်လည်းအပါဝင်ဖြစ်ပါတယ်ကျန်ရှိနေတဲ့စစ်နှစ်ဖျား10ယောက်ထဲက2ယောက်ကတော့ကျွန်တော်ရဲ့ဦးလေး2ယောက်ဖြစ်ပါတယ်ဆိုလိုတာကလူသားမျိုးနွယ်ရဲ့စစ်နှစ်ဖျား9ယောက်ထဲမှာကျွန်တော်တို့လူမိသားစုတစ်ခုတည်းကတင်3ယောက်တောင်ပိုင်ဆိုင်ထားတာပါအဲ့ဒီအချိုးစားကတကယ်ကိုကြောက်စရာကောင်းလုံးလာပါတယ်လူမိသားစုရဲ့အရှိန်အဝါဟာနိုင်ငံတော်မျိုးတော်မှာရှိတဲ့အင်အားကြီးဆုံးမျိုးနွယ်စုကြီးတွေနဲ့တောင်တန်းတူရင်ပေါင်းနှဲနိုင်စွမ်းရှိတာပါဒီလိုမျိုးထက်ဆင့်ကုန်ချက်တွေအောက်မှာကျွန်တော်ရဲ့လှုပ်ရှားမှုတိုင်းကတကဘာလုံးရဲ့အာယုံဆိုင်မှုကိုခံနေရတာပေါ့ဒါပေမဲ့ဒီလောက်ကြောက်စရာကောင်းတဲ့မိသားစုအမွေနှစ်ထဲကနေကျွန်တော်လိုမိမဖားတဲ့ကောင်တယောက်ထွက်ပေါ်လာခဲ့ပါတယ်ကျွန်တော်ရဲ့3နှစ်တာဒူးထောက်အောက်ကျခဲ့မှုတွေကြောင့်အရှိတောင်ဘက်ဒေသတစ်ခုလုံးနဲ့ငကားနိုင်ငံတော်တစ်ခုလုံးမှာကျွန်တော်နာမည်ကအမေဆက်တစ်ခုလိုကြော်ကြားသွားခဲ့ရတယ်ဒါကမျိုးနွယ်စုတစ်ခုလုံးကိုလည်းဒေါသအိုးပေါက်ကွဲစေခဲ့ပါတယ်လူတိုင်းကသူတို့ရဲ့တခင်လေးပေါ်မှာမကြေမချမ်းဖြစ်နေကြတာပါကျွန်တော်ဖေလော့ရှန်ကိုရိုင်းအောင်မှတန်းခေါင်ရန်ချိန်တွေမှာကျွန်တော်ကုတင်ပေးကိုတစ်ခေါက်မကလာခဲ့ဘူးပြီးမိမနောက်ပဲလိုက်နေတဲ့ဒီလိုသားမျိုးကိုလေပင်းကြီးတက်ပစ်ချင်စိတ်တွေတဖွာဖွာဖြစ်ခဲ့ပေမဲ့တကယ်အန်းကြတော့လေလက်မရက်ဆက်နိုင်ခဲ့ပါဘူးကျွန်တော်ကတော့အဆက်ခွဲခံရသမျှအားလုံးကိုလစ်လျူရှုပြီး3နှစ်တိတိအန်ဂျိတ်ခံခဲ့ပါတယ်ဒီနေ့ဟာအဲ့ဒီ3နှစ်တက်တန်းဂတိကိုရဲ့နောက်ဆုံးပိတ်နေ့ရက်ပါပဲကျွန်တော်လုပ်ရမှာကဒီနေ့တရက်ကိုဖျက်ကျော်လိုက်ရုံပါပဲဒါဆိုရင်စနစ်ကနေဆုလက်တွေကိုစတင်ပေးအတော့မှာဖြစ်ပါတယ်ဒါပေမဲ့လူနာကအခုလိုနောက်ဆုံးပိတ်နေရမှာမှဘုံကျဲတလိုမျိုးတရင်ဆိုးကြီးတစ်ခုကိုလာပြောလိုက်မယ်လို့ကျွန်တော်ဘယ်တော့မှမမျှော်လင့်ထားခဲ့မိဘူးအရှိတောင်ပိုင်းစစ်တီတော်တက်တော်ရဲ့ကျောင်းဝန်းထဲမှာကျောင်းသားတွေအပြည့်ရှိနေပြီးအားလုံးကလူနာကိုမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေကြပါတယ်လူနာနဲ့ကျွန်တော်ဟာအရင်ကလည်းယူသုံးလုံးနဲ့ကောလာဟလတွေကိုအများကြီးဖန်တီးခဲ့ဦးပေမဲ့ဒီတစ်ခါဖြစ်ရကတော့စံချိန်အားလုံးကိုချိုးဖျက်သွားခဲ့ပါပြီလူကြီးတွေကမျက်လုံးအစုံတိုင်းကကျွန်တော်စီကိုပဲစူးစူးဆိုင်ဆိုင်ကြည့်နေကြတာပါဒါပေမဲ့ဒီတစ်ချိန်မှာတော့ကျွန်တော်ဘာစကားမှပြောပဲတိတ်တိတ်ဆိတ်ဆိတ်ပဲရက်နေမိတယ်လူနာကကျွန်တော်ရဲ့ဘာမှမရှိရဲ့ပြူးကြောင်ကြောင်မျက်နှာပေးကိုကြည့်ပြီးညဝန်းထဲမှာဒေါ်သမီးတွေတောက်လောင်ရဲနဲ့ကျွန်တော်ကိုအော်ဟစ်လိုက်ပါတယ်နင်ကဝေခွဲမရဖြစ်နေတာလားနင်ကတကယ်ပဲတုံဆိုင်နေရတဲ့ပေါ့ကြည့်နေတဲ့သူတွေကနင်ပဲအမားတစ်ခုခုလှုပ်ထားတယ်လို့ထင်ကုန်ကြတော့မယ်တဲ့ကျွန်တော်တက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီးစိတ်ကိုအတင်းငိမ်အောင်ထိန်းလိုက်ရင်ငါသဘောတူတယ်လို့ပြောလိုက်ပါတော့တယ်လူအကြီးတစ်ခုလုံးစွန့်ပြီးစကားလုံးပင်ပျောက်ရှသွားကြပါတယ်လူနာကတော့သူမရဲ့မေးစေ့ကိုမော်ပစ်လိုက်ရင်အေးအဲ့ဒါမှဟုတ်တာပေါ့ဒါပေမဲ့စောစောကနင်ရဲ့တုံဆိုင်မှုကငါ့ကိုစိတ်ပျက်စေတယ်ပြီးတော့နင်နဲ့လက်ထပ်ဖို့အတွက်ငါမှစီကန်းချက်တွေရှိတယ်တင်နှောင်းမဲ့အဖိုးခါကိုတော့ရှော့လို့မရဘူးပြီးတော့အထက်တန်းလွှာမိသားစုတွေရဲ့စံနှုန်းနဲ့လည်းကိုက်ညီရမယ်ငါမိဘတွေငါ့ကိုမွေးမြူလာရတာမလွယ်ကူခဲ့ဘူးမိမတယောက်ကအိမ်အောင်ပြုတဲ့အခါလုံခြုံမှုရှိဖို့လိုအပ်တယ်ငါဘက်ကတောင်းရတဲ့အခါပြန်ပေးမဲ့ခေါင်းမှုဖို့အမွေနဲ့ဆိုတာမျိုးတော့ရှိမှာမဟုတ်ဘူးနဲ့လေတီးတဲ့အတိုင်းငါဖေကအနောက်ဘက်တကားဝါကိုကာကွယ်ရင်းကြဆုံးသွားခဲ့လို့ငါတို့မိသားစုကပျက်စီးသွားခဲ့ပြီလေဒါတွေမှကဒေးကူငါတို့လက်ထပ်ပြီးရင်ကလေးကိုနိမိသားစုရဲ့တရားဝင်နေရာတစ်ခုပေးရမယ်ကလေးကိုနင့်ရဲ့သွေးရင်သားရင်အရင်ချလို့ပဲဆက်ဆံရမယ်ပြီးတော့ကလေးရဲ့အဖေကဘယ်သူလဲဆိုတာကိုလည်းလုံးဝလာမမေ့ရဘူးငါရဲ့လွတ်လပ်ခွင့်ကိုလည်းနင်မပိတ်ပင်ရဘူးငါမလုပ်ချင်တဲ့အရာကိုလည်းအတင်းကျပ်မခိုင်းရဘူးလူနာကအသက်ရှူဖို့တောင်မိနေတယ်လို့မျိုးတောင်းဆိုချက်တွေကိုတစ်ခုပြီးတစ်ခုတရက်ဆက်ပြောချလိုက်ပါတော့တယ်သူမရဲ့တောင်းဆိုချက်တိုင်းကလူသားချင်းစာနာမှုနဲ့အခြေခံခြင်းဝတ်တိတ်ခါအားလုံးကိုအဆဆအရာရာရိုက်ချိုးဖျက်ဆီးပစ်လိုက်တယ်လို့ပါပဲကျောင်းဝန်းထဲကကျောင်းသားတွေအားလုံးလုံးဝကိုအားတင်မင်းတက်သွားကြတယ်နောက်ဆုံးမှာတော့လူနာကကျွန်တော်ဘက်ကိုလှည့်လာပြီးကဲအဲ့ဒါတွေအားလုံးကိုနင်သဘောတူနိုင်ရဲ့လားသဘောတူနိုင်နေဆိုရင်မနေ့ဖြန်ပဲမင်္ဂလာဆောင်ကြတာပေါ့ကျွန်တော်ကတော့ဘာမှမဖြစ်တယ်လို့မျိုးခေါင်းငင်းပြလိုက်ပြီးငါသဘောတူတယ်လို့ပြောလိုက်ပါတယ်ဘာပဲဖြစ်ဖြစ်ဒါတွေကကျွန်တော်အတွက်အရေးမကြီးတော့ပါဘူးမနေ့ဖြန်ကြရင်အရာအားလုံးကပြုတ်ကွဲပျက်စီးသွားတော့မှလေကျွန်တော်ကတော့ဒီနေရာမှာစနစ်ရဲ့ဆုလက်တွေကိုပဲစောင့်ဆိုင်နေတာပါမနေ့ဖြန်ကြရင်လန်စင်းကျွန်းမှာတခါမှမမြင်ဖူးသေးတဲ့အကြီးကျယ်ဆုံးသောမင်္ဂလာပွဲကြီးနဲ့မင်းကိုလာခေါ်မဲ့အိမ်မှာပဲငြိမ်ငြိမ်လေးဆောင်နေပါကျွန်တော်ရဲ့စကားလုံးတွေကငြိမ်သက်နေတဲ့ရေပြင်ထဲကိုကြောက်ခဲတလုံးပစ်ချလိုက်တယ်လို့ပါပဲလူအကြီးတစ်ခုလုံးလုံးဝတိတ်ဆိတ်သွားကြပါတယ်အခြေအနေကိုနားလေသဘောပေါက်ဖို့သူတို့တော်တော်လေးအချိန်ယူလိုက်ရတယ်လူမိသားစုရဲ့တခင်လေးကဒီလိုမတရားတဲ့သဘောတူညီချက်ကိုတကယ်ပဲလက်ခံလိုက်တာလားအရာအလုံးကိုတေးသေးချာချာသဘောပေါက်သွားကြတဲ့အချိန်မှာတော့ကျောင်းဝန်းတစ်ခုလုံးစူညံပွက်လောလိုက်သွားပါတော့တယ်
အရှိတောင်ဘက်ဒေသရဲ့ထိတီးမျိုးနယ်စုကြီးကအမွေခံတယောက်ဖြစ်တာမို့ကျွန်တော်ရဲ့လက်ထပ်ပွဲတင်းဟာသူ့အလိုလိုကိုပဲတကဘာလုံးရဲ့အာယုံဆိုင်မှုကိုအကြီးအကျယ်ရရှိစေမှာဖြစ်ပါတယ်။ရေတွက်လို့မရနိုင်တဲ့မျိုးနယ်စုတွေနဲ့အင်အားစုတွေဟာကျွန်တော်တို့မိသားစုနဲ့ခမီးခမတ်တော်ဆက်ခွင့်ရဖို့အတွက်အတေလေးကိုစ조사အားထုတ်ခဲ့ကြတာပါ။ဒါပေမဲ့အခုတော့ကျွန်တော်ဟာစိတ်ကူးထဲမှာတော့မရှိနိုင်လောက်အောင်ရေစရာအကောင်းဆုံးနေလက်မျိုးနဲ့လက်ထက်ရတော့မှာဖြစ်ပါတယ်။ဒီသတင်းကြောင့်ဖြစ်ပေါ်လာမဲ့ကြေးရိုက်ခတ်မှုကတော့အတိုင်းအဆမရှိကြီးမားလာပါတယ်။ဒီချိန်ဒီမှာလူနာထက်ပိုပြီးဘဝင်ခေါင်းနေတဲ့သူမရှိတော့ပါဘူး။သူတစ်ပါးရဲ့ကလေးကိုကိုဝန်လွယ်ထားရတာကိုသူမကနည်းနည်းလေးမှအရှက်မရှိတဲ့အပြင်အမှန်တရားကိုတီးသွားတာတောင်မှဇင်းကသူမကိုပဲရွေးချယ်ခဲ့တော့မို့လို့ဆိုပြီးတော့တောင်ဂုံယူဝင်းကြွားနေပါသေးတယ်။ငါစောင့်နေမယ်ဇင်း။နင်ကယောက်ျားတစ်ယောက်ပဲဒီနေ့နင်ပြောခဲ့တဲ့စကားတွေကိုမှတ်ထားပါ။လူနာရဲ့မျက်ဝန်းထဲမှာအောင်နိုင်သူတစ်ယောက်ရဲ့အရေးအယောင်တွေဖြတ်ပြေးသွားပြီးမျက်နှာပေါ်မှာတော့အထင်သေးရွံရှာမှုတွေအထင်သားပေါ်လာပါတယ်။သူမဘလောက်ပဲစိုးသွမ်းရိုင်းဆိုင်ပါစေဘလောက်ပဲအကန့်အသတ်မရှိအတင်းရဲပါစေသူမရဲ့နောက်ကနေလိုက်ပြီးပြပုံဖုံးပေးမဲ့သူကတော့အမြဲတမ်းရှိနေတာပါပဲ။အဲ့ဒီလူကလည်းအရှိတောင်ဘက်ဒေသရဲ့ထိတီးမျိုးနယ်စုကတခင်လေးဖြစ်နေပြန်ရောသူမကတော့တကယ်ကိုပါရမိပါတယ်မင်းမပါပဲကျွန်တော်ကတော့အေးအေးဆေးဆေးပဲပြုံးလိုက်ရင်စိတ်မပူပါနဲ့မနေ့ပြန်ကြရင်မင်းစိတ်ကူးရင်ဖူးသမျှထဲမှာအကောင်းဆုံးမင်္ဂလာပွဲမျိုးဖြစ်စေရမယ်လို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲလူနာရဲ့မျက်လုံးတွေကရုတ်တရက်ဝေဝဲသွားပြီးကြော့ငါနောက်ထပ်အချက်နှစ်ချက်တတိယသေးတယ်နင်လဲတီးတဲ့အတိုင်းမနေ့ပြန်ကငါဖေရဲ့ကြာဆုံးချင်းဝမ်းနေချင်းထိမ့်မှတ်နေလေဒါကြောင့်ငါမှာကိုဝင်ရှိနေပြီဆိုရဲသတင်းကောင်းကိုငါဖေကိုတီးစေချင်နေပြီးတော့ငါရဲ့ပျော်ရွှင်မှုကိုလည်းအဖေကိုတက်တည်အဖြစ်မြင်တွေ့စေချင်တယ်အဲ့ဒါကြောင့်ဝမ်းနေချင်းထိမ့်မှတ်ပွဲကိုတက်ရောက်လာတဲ့လူအားလုံးရဲ့ရှေ့မှောက်မှာနင်ငါကိုလက်ထပ်ပါမယ်ဆိုပြီးကြေညာပေးရမယ်ကောင်းပြီလေငါသဘောတူပါတယ်မနေ့ပြန်ကြရင်အချိန်မှရောက်လာခဲ့မယ်တကယ်ပြောရရင်ကျွန်တော်ဆရာသခင်ရဲ့ဝမ်းနေချင်းထိမ့်မှတ်နေမှာပြစ်နာတွေရှုပ်ပုတ်ကုန်မှာကိုကျွန်တော်အဖြစ်ချင်းဆုံးရပါပဲဒါပေမဲ့လူနာကဆရာသခင်လေးနဲ့အသက်ထက်မကချစ်ရတဲ့သမီးပြင်ဆရာသခင်အသက်ငယ်နေတဲ့နောက်ဆုံးချိန်မှာတခုတည်းသောစိတ်မချဖြစ်ခဲ့ရတဲ့သူဖြစ်နေလို့ပါသူမဒီလိုလူစားမျိုးဖြစ်သွားလိမ့်မယ်လို့တော့ဆရာသခင်လေးနဲ့လည်းဘယ်တော့မှတွေးမိခဲ့မှာမဟုတ်ပါဘူးကျွန်တော်သဘောတူလိုက်ရတဲ့အကြောင်းရင်းကတော့တစ်စိတ်တစ်ပိုင်းအဖြစ်ကျွန်တော်ရဲ့တိတ်ခါကိုပြန်ဆယ်ဖို့ဖြစ်ပြီးနောက်တစ်ချက်ကတော့လူနာတယောက်စိတ်မှန်လူမှန်ပြန်ဖြစ်လာနိုးနိုးနဲ့မျောလင်းချက်အလေးနဲ့လေးတစ်ခုကြောင့်လည်းပါပါတယ်တကယ်လို့အဲ့ဒီမျောလင်းချက်ကပျက်စီးသွားခဲ့မယ်ဆိုရင်လည်းဖြစ်သမျှအကြောင်းအကောင်းပဲပေါ့ကျွန်တော်အနေနဲ့ဆရာသခင်ရဲ့မျက်နှာကိုထောက်ထားပြီးနောက်ဆုံးအချိန်အဖြစ်တက်နိုင်သမျှစူးစမ်းပေးခဲ့ပြီးပြီမို့လို့ကျွန်တော်လေးပြကျွန်တော်တတ်ပါတယ်မင်္ဂလာပွဲကျင်းပမဲ့အချိန်တိကျတတ်မှတ်လိုက်ပြီဆိုတာကိုလည်းကြားလိုက်ရရောလူအုပ်ကြီးတစ်ခုလုံးလုံးဝကိုယူသွန်းပွဲလောလိုက်ကုန်ကြပါတော့တယ်စစ်နှစ်ဖျားရဲ့ဝမ်းနေချင်းထိမ့်မှတ်ပွဲကြီးမှာမှသူ့ရဲ့သမီးရင်းကအခြားယောက်ျားတစ်ယောက်ရဲ့ကိုဝန်ကိုလွယ်ထားပြီးလူမိသားစုရဲ့တခင်လေးစီကလက်ထပ်ခွင့်တောင်းတာကိုလက်ခံလိုက်တဲ့ဒီမြင်ကွင်းတစ်ခုတည်းနဲ့တင်တကယ်ကိုယူကျင်စရာကောင်းလာပါတယ်တကယ်လို့ဆရာသခင်လေးနေတာတမလုံကနေဒါကိုလက်မြင်နိုင်မယ်ဆိုရင်သူငိုရမလားရေရမလားတော့မသိတော့ပါဘူးလူအုပ်ကြီးထဲမှာတိုး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 နဲ့ပြောဆိုတဲ့တွေဆူညံနေပါတယ်စစ်နှစ်ဖျားရဲ့အထိမ့်မှတ်ပွဲကိုအထက်တန်းလွှာမျိုးနယ်စုကြီးတွေတင်မှာကပဲအလေးမြတ်ပြုဂါယဝပြုချင်ကြတဲ့တာမန်ပြည်သူပြည်သားတွေပါရေတွက်လို့မရအောင်လာကြလိမ့်မယ်ဆိုတာအားလုံးကသိနေကြတာပါဒါတွေမှကသေးပဲသတင်းမီဒီယာကြီးတွေအားလုံးကလည်းဒီပွဲကိုလာရောက်သတင်းယူကြမှာဆိုတော့မနေ့ဖြန်ပွဲကဘလောက်တောင်ယူသွန်းဆိုးရမယ့်အခြေအနေမျိုးဖြစ်သွားမလဲဆိုတာဘယ်သူမှစိတ်ကူးလို့တောင်ရမှာမဟုတ်ပါဘူးလူနာကတော့စိတ်ကျေနပ်မှုတွေလွန်ခဲ့ပြီးမျက်နှာတစ်ခုလုံးဝင်းပလို့နေပါတယ်သူမှခုချိန်မှာအတိုင်းထက်အလုံးပျော်ရွှင်နေတာပေါ့ဒါဆိုမနေ့ဖြန်မှာတွေ့ကြတာပေါ့နင်ဘလောက်ထိအတီးပေါက်ပြောနေတာလဲဆိုတာငါစောင့်ကြည့်ရသေးတာပေါ့တဲ့စကားပြောလို့ပြီးတာနဲ့ကျွန်တော်နောက်လည်းမကြည့်ပဲပြက်ပြက်သားသားပဲလှည့်ထွက်လာခဲ့ပါတယ်ဘာတော့ဆိုင်မှုမှမရှိခဲ့ပါဘူးကျွန်တော်နောက်ွယ်မှာတော့အန်တာလုံးလို့စကားပြင်မဟနိုင်တော့တဲ့လူအုပ်ကြီးကြံရိတ်ခဲ့ပါတယ်အချိန်တွေကုန်လွန်လာတာနဲ့အမျှအရှိတောင်ပိုင်းစစ်တီတော်တက်တိုကနေထွက်ပေါ်လာတဲ့ဒီသတင်းဟာတော်မီပမာအရှိတောင်ဘက်ဒေသတစ်ခုလုံးကိုလင်းလင်းမြန်မြန်ပြန့်နှံ့သွားခဲ့ပါတယ်သတင်းထွက်လာတဲ့စက္ကန့်ပိုင်းတွင်းမှာတင်လူမှုကွန်ရက်နဲ့ပတ်ဝန်းကျင်တစ်ခုလုံးပောက်ကွဲထွက်မတက်တုံလို့ကုန်ကြတော့တာပါတက္ကသိုလ်ကနေထွက်လာပြီးနောက်မှာတော့ကျွန်တော်ဟာအကန့်အသတ်နဲ့ပဲထုတ်လုပ်ထားတဲ့လုံကြီးပြန်ကားလေးကိုစီးပြီးစတားဟုံးမြို့မှာရှိတဲ့စစ်နှစ်ဖျားအုတ်ကူပြီးမန်စီကိုဓာတ်မတ်စွာမောင်းနေလာခဲ့ပါတယ်အုတ်ကူပြီးမန်ဝင်းထဲမှာတော့တရက်စောပြီးလာရောက်လေးပြကြတဲ့အဲ့ဒီတွေနဲ့ပြီးနေလို့နေပါပြီကျေပြောလာတဲ့ဝင်းကြီးရဲ့ထောင်တိုင်းမှာပန်းစီတွေနဲ့ကနော့ပွဲတွေပြီးနေနေတာပေါ့ကျွန်တော်ရဲ့ဆရာသခင်ကိုလာရောက်ကရဝပြုကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာခုတော့မိုးချုပ်ခံနေပြီဆိုတော့အားလုံးပဲအိမ်ပြန်ကြပါဦးလို့ကျွန်တော်ပြောလိုက်ပါတော့တယ်ကျွန်တော်စီကအဲ့ဒီစကားထွက်လာတာနဲ့တပြိုင်နက်ဦးလေးချင်းကလူစုခွဲပြီးဝင်းပြင်ကိုထွက်ခွာစေခဲ့ပါတယ်ခဏလေးအတွင်းမှာပဲစောစောကစီကားတိုင်းမြိုက်နေတဲ့အုတ်ကူပြီးမန်ကြီးတစ်ခုလုံးချောက်ကပ်ပြီးတိတ်ဆိတ်ငြိမ်သက်သွားခဲ့တာပေါ့ကျွန်တော်ဟာအဖြူမဲဓာတ်ပုံကြီးရဲ့ရှေ့မှာရက်လိုက်ပြီးသုံးချိန်တိုင်တိုင်ဦးညွတ်လေးပြလိုက်ပါတယ်ဆရာသခင်ကျွန်တော်ဆရာစီကိုလာလေတာပါလူနာနဲ့ပတ်သက်ပြီးတော့ဒီ3နှစ်အတွင်းမှာကျွန်တော်လုပ်ပေးနိုင်သမျှအားလုံးကိုအစွမ်းကုန်လုပ်ပေးခဲ့ပြီးပါပြီအခုတော့3နှစ်တက်တန်းကတိကောက်ဝယ်လဲပြီးသွားပြီဆိုတော့ကျွန်တော်သူမကိုဆက်ပြီးစောင့်ရှောက်ပေးမှာမဟုတ်တော့ဘူးဘာလို့လဲဆိုတော့ဆက်ပြီးစောင့်ရှောက်နေရင်သူမကိုပို့ပြီးနှမုန်းစီယုံပဲရှိမှာမို့လို့ပါမနေ့ပြန်ဖြစ်ပြမဲ့ຢာတွေဟာတနည်းအားဖြင့်ဆရာကိုစားသူမကိုကျွန်တော်ပေးမဲ့နောက်ဆုံးပိတ်သင်ခန်းစာတစ်ခုဆိုတာကိုဆရာနားလည်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါကသူမကိုကြိုးပြတ်သွားစေမလားဒါမှမဟုတ်ကေတင်လိုက်နိုင်မလားတော့မသိဘူးဒါပေမဲ့ဘလို့ရလက်ပဲထွက်လာပါစေကျွန်တော်ကိုတော့မရက်ဆက်ဘူးလို့ဆရာမပြစ်တင်ပါနဲ့ကျွန်တော်နောက်ထပ်3ချိန်ထပ်ပြီးဦးညွတ်လိုက်ပြီးနောက်အဲ့ဒီကျင်နာတက်တဲ့မျက်နှာလေးကိုမြည်ကြည့်ရင်တိတ်ဆိတ်စွာမတ်တည့်ရနေမိပါတယ်ဆရာသခင်ဒီလောကကြီးကနေထွက်ခွာသွားခဲ့တဲ့နေ့ကသူ့ရဲ့မျက်ဝန်းထဲကအကြည့်တွေကိုကျွန်တော်ပြန်နှွေးမိသွားတယ်တကဘာလုံးကဒီမရှိတဲ့စစ်နှစ်ဖျားလို့ဒလေးစားခေါ်ဝေါ်ကြတဲ့အဲ့ဒီလူကြီးဟာသူ့ရဲ့နောက်ဆုံးထွက်တဲ့အချိန်မှာတော့မျက်ဝန်းထဲကနောက်ဆုံးလင်းဆက်လေးကတမိဖြစ်သူအတွက်စိုးရိမ်ပူပန်မှုတွေကလွဲလို့ဘာမှမရှိခဲ့ပါဘူးအရှိတောင်ပိုင်းစစ်တီတော်တက်တိုရဲ့ကျင့်စဉ်လေးချင်ရေးခန်းထဲမှာတော့မျက်မှန်မေးကိုင်းနဲ့လူငယ်လက်ထောက်မလေးတယောက်ကတကားကိုဝန်ကနေတွန်းဖွင့်ဝင်လာပြီးနိုဘာရဲ့ရှေ့ကိုဖုံးတလုံးအတင်းထိုးပေးလိုက်ပါတယ်နိုဘာကသူမရဲ့မျက်နှာပေါ်ကချွေးတွေကိုတုပ်လိုက်ရင်တီးချင်စိမ့်နဲ့ဖုံးကိုလန့်ယူလိုက်တာပေါ့သူမရဲ့မျက်လုံးတွေကမျက်နှာပြင်ရဲ့ထိဆုံးမှာရှိတဲ့သတင်းခေါင်းကြီးပိုင်းစီရောက်သွားပါတယ်အဲ့ဒီသတင်းမှာလူနာမှာကိုဝင်ရှိနေပြီးမနေ့ပြန်စစ်နှစ်ဖျားလေးနဲ့ရဲ့ကွယ်လွန်ခြင်းအထိမ်းအမှတ်နေမှာဇင်းကလူများရှိလက်ထက်ခွင့်တောင်းပြီးလို့ရေးထားတာပါစက္ကန့်နည်းငယ်လောက်ထိနိုဘာရဲ့လာပါတဲ့မျက်နှာလေးကမုံတိုင်းစင်တော့မဲ့
ရာသီဥတုလိုမျိုးကွက်ကန်နဲ့မျိုးမောင်သွားခဲ့ပါတယ်။ဆရာသခင်လေးနဲ့မှတပိ3ယောက်ရှိခဲ့တာပါ။အဲ့ဒါကတော့နိုဘာကျွန်တော်နဲ့လူနာတို့ပေါ့။နိုဘာနဲ့ကျွန်တော်ကတော့ငယ်သူငယ်ချင်းမောင်နှံတွေလိုအမြဲတမ်းအတူရှိခဲ့ကြတာမို့လူတိုင်းကကျွန်တော်တို့နှစ်ယောက်ကိုချစ်သူရဲစားတွေလိုပဲသတ်မှတ်ထားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကဘာကန့်တတ်မှမရှိပဲလူနာနောက်ကိုပဲအယူမှုလိုက်ဖားပေးခဲ့တဲ့အချိန်ကစလို့နိုဘာနဲ့ကျွန်တော်ဟာတဖြည်းဖြည်းဝေးကွာသွားခဲ့ပြီးနောက်ဆုံးမှာတော့သူစိမ့်တွေလိုဖြစ်သွားခဲ့ရတာပါ။ဒါတော့မှအခုမြင်လိုက်ရတဲ့သတင်းခေါင်းကြီးပိုင်းကနိုဘာရဲ့စိတ်ထဲမှာရှိတဲ့အခြေခံကျင့်ဝတ်တိတ်ခါအစအနအားလုံးကိုအစိမ့်လိုက်ရိုက်ချိုးဖျက်ဆီးပစ်လိုက်လို့ပါပဲ။မနေ့ဖြန်ကဆရာသခင်ရဲ့ကြာဆုံးခြင်းအထိမ့်မှတ်နေလေဒီလိုနေ့မျိုးမှာသူတို့နှစ်ယောက်ကဒီလိုကိစ္စမျိုးလုံးကြံဖန်တီးကြတယ်ဆိုတာဆရာသခင်ကိုအဆုံးစုံထိစော်ကားမော်ကားပြုလုပ်လိုက်တာပါပဲ။နိုဘာဒါကိုလုံးဝလက်မခံနိုင်ပါဘူး။သူမကလက်နက်တူလောင်ကန်းတွေကိုဒေါသတကြီးပြေးဝင်သွားပြီးကြီးမားလာတဲ့ဓာမကြီးတစ်လက်ကိုတပိုင်းချင်းစီအလျင်မြန်တက်ဆင်ပါတော့တယ်ခဏလေးအတွင်းမှာပဲဓာယိုရှိက4 မီတာနီးပါးလောက်ထိရှိတဲ့ဓာမကြီးတစ်လက်ဖြစ်သွားခဲ့တာပေါ့ပြီးတာနဲ့နိုဘာကအဲ့ဒီ4 မီတာရှည်ရဲ့ဓာမကြီးကိုပခုံးပေါ်နှမ်းပြီးမြေအောက်ကားပါကင်စီကိုပြေးဆင်းသွားပါတော့တယ်အဲ့ဒီနောက်ကြီးမားလာတဲ့ဓာပြကြီးကိုပြန်ကားတစ်စီးရဲ့အပေါ်မှာတင်လိုက်ပြီးတင်ကားတစ်စီးလိုတောင်တင်းခိုင်မာတဲ့ကားကြီးနဲ့ပါကင်ထဲကနေအရှင်ကုန်မောင်းထွက်တော့အားခဲ့ပါတယ်ခဏကြာမှာတော့နိုဘာဟာဒေါ်သမီးတွေထုံးတောက်လောင်ရဲ့နဲ့အဲ့ဒီ4 မီတာရှည်တဲ့ဓာမကြီးကိုကင်ဆောင်ပြီးအုတ်ကူပြီးမဝင်းထဲကိုစွတ်အတင်းဝင်ရောက်လာပါတော့တယ်သူမကကူပြီးမန်စီကိုရှောက်လာပြီးကျွန်တော်မျောလင့်ထားတဲ့အတိုင်းမတက်ရက်နေတာကိုတွေးလိုက်ရတာပေါ့မတွေးတာကြပြီနော်နိုဘာကျွန်တော်တို့2ယောက်4 မီတာกว่าမှာရက်နေရင်းနဲ့နိုဘာကကြီးမားလာတဲ့ဓာမကြီးကိုလက်တစ်ဖက်တည်းနဲ့ကြစ်ကြစ်ပါအောင်ဆုပ်ကင်ပြီးလေထဲမှာစဝိုင်းပုံစံအားပြင်းပြင်းနဲ့တစ်ချက်ဝှေ့ရမ်းလိုက်ပါတယ်လေတိုးတန်တွေတောင်မှရုတ်တရက်စွန့်တိတ်ဆိတ်သွားခဲ့ရတယ်ပြီးတော့ဓာပြကြီးကကျွန်တော်ရဲ့လေပင်နဲ့ကက်လျက်အနေထားမှာတန်ခနဲရက်တန်သွားခဲ့တာပါနင်းခေါင်းထဲမှာအမိုက်တွေပဲပြည်နေတာလားအပြင်မှာလူတွေကနင့်အကြောင်းပြီးတော့လူမိသားစုအကြောင်းဘာတွေပြောနေကြလဲဆိုတာနင်းလေးမှမသိဘူးလားနိုဘာတကယ်ကိုနားမလည်နိုင်တော့ပါဘူးလူမိသားစုရဲ့ယောက်ျားတွေဆိုတာအခြားလူတွေအားလုံးကအားကြအတူယူပြီးဝိုင်းဝန်းရန်ကြားရတဲ့သူရဲကောင်းတွေလေအရှိတောင်ဘက်ဒေသရဲ့စစ်မြေပြင်တိုင်းကိုသူတို့ပဲစိုးမိုးထားခဲ့တာပါလူသားမျိုးနဲ့ခြေချခဲ့ဦးတဲ့မြေလက်မတိုင်းမှာသူတို့ရဲ့သွေးတွေစီးဆင်းဆွလွတ်ခဲ့ကြရတာဖြစ်ပါတယ်နိုင်ငံတော်မျိုးတော်ကအင်အားကြီးဆုံးမျိုးနယ်စုကြီးတွေတောင်မှလူမိသားစုရဲ့ရှေ့မှာဘယ်တော့မှမောက်မာတိုင်းဆိုင်တာမျိုးမလုပ်ရဲကြပါဘူးဒါပေမဲ့ဒီလိုမျိုးတောင်တတိုင်းကြီးလိုမလုံးမရှက်အင်အားကြီးမှလာတဲ့မျိုးနယ်စုကြီးတွေကနေကျွန်တော်လိုမိမဖားတဲ့အကောင်တကောင်ထွက်ပေါ်လာခဲ့ရတာကိုနိုဘာရဲ့မျက်ဝန်းတွေထဲမှာတော့စိတ်ပြအာရုံမှုတွေနဲ့ပြီးနေလို့နေပါတော့တယ်တစ်စက္ကန့်မြအကြာမှာတော့အဲ့ဒီစိတ်ပြမှုတွေကပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်နင်းနဲ့လူနာဘာပဲလို့ငါအလုံးမဟုတ်ဘူးဒါပေမဲ့မနေ့ဖြန်ဆရာသခင်ရဲ့ဝမ်းနေချင်းထိမ့်မှတ်ပွဲမှာနင်တို့နှစ်ယောက်ထဲကတယောက်ကများပြစ်နာရှာဖို့ကြံစီရဲရင်တော့ငါဒီသားနဲ့နင်တို့နှစ်ယောက်လုံးရဲ့ခေါင်းကိုဖျက်ပစ်မယ်တစ်ချိန်တည်းမှာပဲလူမျိုးနယ်စုရဲ့အကြီးကဲနေရာမှာထိုင်နေတဲ့အဖေလော့ရှန်ရဲ့အကြီးတွေကရေခဲလိုအေးဆက်နေပါတယ်သူကဝုန်းကနေမတ်တက်ထက်လိုက်ပြီးလက်ဝါးတစ်ချက်ရိုက်လိုက်ုံနဲ့တင်တတုဆက်နဲ့အထူးပြုလုပ်ထားတဲ့သူ့ရဲ့ထိုင်ခုံကြီးကအစီဂျေမိုးပျက်စီးသွားခဲ့ရတယ်အဲ့ဒီအဖြစ်သမားကောင်ရဲ့ခေါင်းကိုငါကိုယ်တိုင်ဖျက်ပစ်မယ်သူကခမ်းမတစ်ခုလုံးကိုဝေးဝေးကြည့်လိုက်ပြီးအကြီးကဲတို့စိတ်အေးထားကြပါငါလော့ရှန်ကိုယ်တိုင်ဒီလက်ထက်ပွဲကိုလုံးဝကန့်ကွက်တယ်တကယ်လို့အဲ့ဒီအမိုက်မဲကောင်ကဆိုတင်းရှိဆက်တိုးလို့ငါတို့မျိုးနယ်စုကိုပြုပြင်လို့မရနိုင်တဲ့ပျက်စီးဆုံးရှုံးမှုတွေတည်ဆောင်လာခဲ့ရင်တော့ငါကိုယ်တိုင်သူ့ကိုတခင်လေးစင်တန်းကနေဖေရှားပြမိအပြင်ဂျေစင်ပိတ်ဆို့မှုမျှော်စင်ထဲမှာအချင်းချပြီးသူ့ရဲ့ကျင့်စဉ်စွမ်းအားတွေကိုပါအပြီးပိုင်ဖျက်ဆီးပြမယ်လို့ကြေညာလိုက်ပါတယ်မျိုးနယ်စုရဲ့ခမ်းမကြီးထဲမှာရှိနေတဲ့လူမိသားစုရဲ့အစစ်မြစ်အကြီးကဲတိုင်းရဲ့မျက်နှာတွေကတယောက်ထက်တယောက်ပိုပြီးညုံမောင်နေကြတာပါအဖေလော့ရှန်ရဲ့ကိုယ်တိုင်ခံဝန်ကတိစကားကိုကြားလိုက်ရတော့မှသူတို့ရဲ့စိတ်တွေနည်းနည်းရောကျသွားကြပါတယ်မုန်းချက်စရာကောင်းတဲ့တင်းမာမှုတွေကအတန်ကြာအောင်ဆွဲဆက်နေပြီးတဲ့နောက်မှာတော့အဖေလော့ရှန်နဲ့အသက်အရွယ်တူလောက်ရှိတဲ့လူလက်ပိုင်းမျိုးသားတယောက်ကနောက်ဆုံးမှာစကားစလိုက်ပါတယ်ဆရာသခင်ဦးကြီးလင်းနေဆိုတာတကယ့်ကိုလေးစားမှုအပြည့်အဝခံယူထိုက်တဲ့သူကကျဲစင်နှကားဝအတွက်သူ့ရဲ့နောက်ဆုံးသွေးတစ်ဆက်အထိဆုံးလို့ပေးဆက်သွားခဲ့တာလေးမိသားစုကအခုအချိန်မှာမိမင်ကြဆင်းသွားခဲ့ပြီဆိုပေမဲ့လည်းငါတို့လူမိသားစုကလူတွေကိုအဆင့်တန်းနဲ့တိုင်းတာပြီးဆက်ဆံတတ်တဲ့အထဲမှာမပါပါဘူးသူတို့နဲ့ခမင်းခမတ်တော်ဆက်မယ်ဆိုရင်လည်းလက်ခံနိုင်စရာရှိပါတယ်ဒါပေမဲ့အဲ့ဒီလိုစစ်နှစ်ပြားတယောက်ကနေပြီးတော့လူနာလိုသမီးမျိုးဘလို့ဖြစ်ပြီးမွေးဖွားလာခဲ့ရတာလေတကယ့်ကိုရင်နာစရာကောင်းလာပါတယ်လို့သူကပြောပါတယ်ဒုတိယအကြီးကဲကတပ်ပြင်းတစ်ချက်ချလိုက်ရင်ဒါတွေကိုခဏဘေးဖယ်ထားကြရအောင်မနေ့ဖြန်ကစစ်နှစ်ပြားလေးနေရဲ့ကွယ်လုံးချင်းထိမ့်မှတ်နေပဲငါတို့တက်ရောက်ကြမှာလားမတက်ရောက်ဘူးလားလို့မေးလိုက်ပါတယ်အဲ့ဒီလိုမေးလိုက်တဲ့အခါမှာတော့ကျန်တဲ့အစ်မြင့်အကြီးကဲတွေအားလုံးရဲ့မျက်လုံးတွေကအဖေလော့ရှန်စီကိုပဲရောက်သွားကြတာပေါ့ငါတို့တက်ရောက်မှတင်မကဘူးငါကိုယ်တိုင်လူကိုယ်တိုင်သွားပြီးအလေးပြုမှအဲ့ဒီအချိန်ကျမှအဲ့ဒီအမိုက်မဲကောင်ကပြစ်နာရှာဖို့ကြံစီရဲရင်တော့ငါလော့ရှန်ကိုယ်တိုင်သူ့ကိုအဲ့ဒီနေရာမှာတင်ဓာတ်နဲ့ခုတ်တပစ်မယ်ညာတာနေမှာမဟုတ်ဘူးအဖေလော့ရှန်ကတကယ့်ကိုဒေါသထွက်နေမှမြင်လိုက်ရတော့အကြီးကဲတွေလည်းဘာမှထပ်မပြောရဲကြတော့ပါဘူးအဲ့ဒီနောက်မှာတော့ပထမအကြီးကဲကစကားစလာပါတယ်ဒါနဲ့ဇိန်းနဲ့ဘိုင်မီသားစုကတမီလေးတို့ရဲ့ဆူလျာကြီးပတ်စီးစစ်ထားတဲ့စစ်ဆက်ကြောင်းလန့်မှုကောဘာဆက်ဖြစ်မှာလဲဘိုင်မီသားစုရဲ့အစ်မြင့်အကြီးကဲအချို့ကအစကတည်းကဇိန်းကိုသဘောမတူပဲပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြတာအခုဒီလိုအရှုပ်တော်ပုံသတင်းဆိုးကြီးထွက်လာပြီဆိုတော့အဲ့ဒီလူတွေကပြစ်နာပြန်ရှာကြောင်းမှာပဲသူတို့တွေမင်္ဂလာပွဲကိုလာပြီးစစ်ဆက်မှုကိုဖျက်သိမ်းဖို့အထိလှုပ်လာနိုင်တယ်လို့မလုပ်ဘဲလဲနေနိုင်တယ်ခမ်းမကြီးထဲမှာတခါပြန်ပြီးတိတ်ဆိတ်သွားခဲ့ပါတယ်လွန်ခဲ့တဲ့ရက်ပိုင်းလေးတင်ကမှလူမိသားစုရဲ့အကြီးအကဲတွေဟာကျွန်တော်ရဲ့စစ်ဆက်ပွဲကိုအတီးပြုပြီးစီးခဲ့ကြတာပါကျွန်တော်နဲ့စစ်ဆက်ထားတဲ့သူကတော့အရှိဘက်ဒေသကဘိုင်မီသားစုခေါင်းဆောင်ရဲ့တမီးဖြစ်သူအာဘာပဲဖြစ်ပါတယ်ဘိုင်မီသားစုဆိုတာကလည်းအရှိဘက်ဒေသမှာတားစာအရှိဆုံးအင်အားကြီးဆုံးစစ်တီတော်မျိုးနယ်စုကြီးဖြစ်ပြီးအရှိဘက်ကျေစင်နဂါဝါကိုစောင့်ရှောက်နေတဲ့မိသားစုကြီးလည်းဖြစ်ပါတယ်ဒါဒီမှာကသေးပါဘူးအာဘာကလက်ရှိကဘာပေါ်မှာအလွန်ကိုရှားပါးလာတဲ့အစစ်မြင့်ဆုံးစွမ်းရည်အဆင့်3ထက်ကွမ်းပါယမီကိုပိုင်ဆိုင်ထားတဲ့သူပါကျွန်တော်နဲ့လက်ထပ်ရမယ်ဆိုတာကတကယ်တော့သူမအတွက်အောက်ကျနောက်ကျဖြစ်လုံးလာပါတယ်ဒီအချက်ကြောင့်ပဲဘိုင်မီသားစုရဲ့အစစ်မြင့်အကြီးကဲတော်တော်များများကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြတာပေါ့ဒါပေမဲ့ဘိုင်မီသားစုရဲ့ခေါင်းဆောင်ကိုယ်တိုင်ကအားလုံးရဲ့ကန့်ကွက်မှုတွေကိုပယ်ချပြီးဒီစစ်စပွဲကိုသဘောတူပေးခဲ့တာဖြစ်ပါတယ်အဖေလော့ရှန်ကစိတ်ပြအားလျော့စွာနဲ့ပဲပျက်စီးသွားမယ်ဆိုရင်လည်းပျက်စီးပါစေတော့တ
တကယ်လို့ဗိုင်မီသားစုကစစ်စပွဲကိုလာဖြတ်သိမ်းမယ်ဆိုရင်လေသူတို့သဘောတိုင်းခွင့်ပြုလိုက်ကြတာပေါ့အားလုံးပဲစစ်အေးထားကြပါဒီကိစ္စကိုငါကိုယ်တိုင်ပဲကင်တွေဖြေရှင်းပါမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဗိုင်မီသားစုရဲ့အစည်းအဝေးခန်းမကြီးထဲမှာတော့အစစ်မြစ်အကြီးအကဲတစုလုံးစုံစုံလင်လင်ရောက်ရှိနေကြပါတယ်လာဆန်းပါလာပါအဖာရဲ့ဦးလေးဟောင်းကနင့်ကိုခေါ်ပြီးအဲ့ဒီလူမိသားစုကမင်းမဖားတဲ့ကောင်လူပြက်လိုမျိုးတိတ်ခါကြအဆက်ကွဲနေတာကိုတွားကြည့်မလို့ဟေ့ကဲဘသူတွေလိုက်ချင်သေးလဲဗိုင်မီသားစုရဲ့အကြီးအကဲတွေအားလုံးဒီနေ့အလုပ်ပိတ်ရက်ပဲဟေ့အားလုံးငါနဲ့အတူစစ်နှစ်ပြားအထိမ်းမှတ်ပွဲကိုလိုက်ခဲ့ကြစမ်းဦးလေးဟောင်းရဲ့ထွားချိုင်းတမာတဲ့ခန္ဓာကိုယ်ကြီးကအခန်းတစ်ခုလုံးကိုလွှမ်းမိုးထားပြီးသူ့ရဲ့ဟင်းထွက်နေတဲ့ရေမောတန်ကြီးကမြို့ပြကြီးရဲ့ကောင်းကင်ရံအထိတုန်ခါသွားစေပါတယ်သူကအာဘာရဲ့လက်ကိုဆွဲပြီးတကားဝစီကိုဥတီလိုက်တာပေါ့ကျွန်တော်တို့စစ်ဆက်ထားတာကိုကန့်ကွက်နေကြတဲ့ဗိုင်မီသားစုရဲ့အကြီးအကဲတစုလုံးလဲဝန်းကနေသဘောကျရေမောလိုက်ကြပြီးကျွန်တော်အရှာအတကွဲတိတ်ခါတရားမဲ့ဖြစ်မဲ့ပြက်ကွက်ကြီးကိုကြည့်ဖို့အတွက်ဦးလေးဟောင်းရဲ့နောက်ကနေအလူအရက်လိုက်ပါသွားကြပါတော့တယ်အာဘာကတော့နေရာကနေမြွေသေးပဲသူမရဲ့အဖေလောပိုင်ကိုလက်ကြည့်လိုက်ပါတယ်လောပိုင်ကတော့စိတ်လှုပ်ရှားနေတဲ့သူ့ရဲ့အကူကြီးကိုကြည့်ပြီးတပြင်းချလိုက်ရင်အကူကြီးသဘောရှိလောက်တာလောက်ပါဒါပေမဲ့အဲ့ဒီကိုရောက်ရင်အကန့်တက်တော်ရှိပါစေပြီးတော့စစ်ဆက်ပွဲဖြစ်သိမ်းမဲ့ကိစ္စကိုလည်းတွားပြီးမပြောပါနဲ့ဦးလို့တတိပေးလိုက်ပါတယ်ဦးလေးဟောင်းကကြဲကြဲလောင်လောင်ရေမောလိုက်ပြီးအိုးလာပါဗျာအဲ့ဒါကစစ်နှစ်ဖျားရဲ့အထိမ်းမှတ်ပွဲပဲဝိဆန်ကလည်းဘယ်နေရာမှာစီးချထားလဲဆိုတာသိတာပေါ့ငါကအာဘာကိုပွဲကြည့်ုံတက်တက်ခေါ်သွားတာပါစစ်ဆက်ပွဲဖြစ်သိမ်းမဲ့ကိစ္စကတော့ဟင်းဒါကငါဒူမလေးရဲ့ကိစ္စပဲလေအဲ့ဒီကြမှာလူချင်းတွေ့ပြီးမျက်နှာချင်းဆိုင်ရှင်းကြတာပေါ့လို့ပြောပြီးတဲ့နောက်ဦးလေးဟောင်းကအာဘာကိုဆွဲခေါ်ကအကြီးကဲလူအကြီးကိုဥဆောင်ပြီးစစ်နှစ်ဖျားအုပ်ကူပြီးမောင်ဝင်းစီကိုတက်မတ်စွာထွက်ခွာသွားကြပါတော့တယ်ဦးလေးကျင်ကစူညံပွက်လောလိုက်နေတဲ့တရင်ခေါင်းကြီးပိုင်းတွေကိုကြည့်ရင်ဥယေပြားတစ်ခုလုံးစိတ်ခနဲဖြစ်ကစက်တီးတစ်ဖြန်းဖြန်းထွက်သွားခဲ့ပါတယ်သူကကျွန်တော်ကိုမောကြည့်လိုက်ပြီးတခင်လေးအခုလောလောဆယ်လူထုရဲ့တုံ့ပြန်မှုတွေကလူမိသားစုအပေါ်မှာတော်တော်လေးပြင်းထန်ပြီးရန်လိုနေကြတယ်ဗျာလို့ပြောရှာပါတယ်ဘာမှမဖြစ်ပါဘူးကျွန်တော်ကတော့ဆရာသခင်လေးနဲ့ရဲ့အုပ်ကူရှိမှလုံးဝတည်တည်ငြိမ်ငြိမ်ပဲရက်နေမိတယ်ဒါတွေအားလုံးကကြိုတင်မျှော်လင့်ထားပြီးသားကိစ္စတွေပါအရှိတောင်ဘက်ဒေသရဲ့ထိပ်တီးမျိုးနယ်စုကတခင်လေးတယောက်ကဒီလိုကိစ္စမျိုးလုပ်တယ်ဆိုမှတော့အပြင်မှာလူထုကဘလောက်ပဲစူညံပွက်လောလိုက်နေပါစေကျွန်တော်အတွက်တော့အန်သားစရာမရှိပါဘူးတခင်လေးတကယ်ပဲဘာမှလုပ်ဖို့မပြင်ဆင်တော့ဘူးလားပြီးတော့မနေ့ဖြန်ကြရင်လူနာကိုတကယ်ပဲလက်ထက်ခွင့်တောင်းပါလားဟင်ကျွန်တော်ကတော့ပြုံးလိုက်ရင်ဦးလေးကျင်ယောဂထနေပြန်ပြီးကျွန်တော်ကဘာဖြစ်လို့လူနာကိုလက်ထက်ခွင့်တောင်းရမှာလဲဦးလေးကျင်ကျွန်တော်အတွက်အလုပ်တစ်ခုလုပ်ပေးပါဦးလေးမှရှိတဲ့အဆက်အသွယ်အားလုံးကိုတုံးပြီးတော့လူနာရဲ့ဗိုက်ထဲကကလေးဖေကဘယ်သူလဲဆိုတာကို3ရက်အတွင်းသိအောင်စုံစမ်းပေးပါစိတ်ချပါတခင်လေးကျွန်တော်အခုချက်ချင်းစီစဉ်လိုက်ပါမယ်ဦးလေးကျင်ရဲ့ကြောပြင်ကြီးပျောက်ကွယ်သွားတာကိုကြည့်ပြီးမှကျွန်တော်ကတော့အုတ်ကူကြောက်စာတိုင်းစီကိုအကြည့်ပြန်လွှဲလိုက်ပါတယ်ကျွန်တော်ဦးလေးကျင်ကိုလူနာရဲ့ကိုယ်ဝန်အကြောင်းစုံစမ်းခိုင်းရတဲ့အကြောင်းရင်းကလူနာကိုစိတ်ပူလို့ဂယူးဆိုင်လို့လုံးဝမဟုတ်ပါဘူးဒါကဆရာသခင်ကွယ်လွန်ခဲ့တဲ့အချိန်စီကိုပြန်သွားရမှာပါအဲ့ဒီတုန်းကဆရာသခင်ကအချို့သောຢာတွေကိုကျွန်တော်ထံမှာအနံ့သိမ်းစေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီຢာတွေကမိသားစုအမွေနဲ့မဟုတ်လို့ကျွန်တော်အတွက်ပေးခဲ့တာလည်းမဟုတ်ပါဘူးကျွန်တော်ကတော့ယာယီဆောင်ရှောက်ပေးရတဲ့သူတက်ပါပဲအဲ့ဒီຢာတွေကိုဖွင့်ဖောက်နိုင်မဲ့တော့ချက်ကတော့ဒါတွေကိုလက်ခံရရှိဖို့ခံပါလာမဲ့သူကိုပဲဆောင်ဆိုင်အီးရမှာဖြစ်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်တဲ့ကောလာဟလတွေကလည်းလောကကြီးထဲမှာနှစ်ပေါင်းများစွာပြည့်နှက်နေခဲ့တာဖြစ်ပါတယ်လူများစုကတော့အဲ့ဒါကိုဆရာသခင်လင်းနေချန်ထားခဲ့တဲ့တန်မိုးကြီးအမွေနှစ်လိုပဲယုံကြည်နေကြတာဒါကြောင့်မို့လို့တယောက်ယောက်ကအဲ့ဒီအမွေနှစ်ကိုမျက်စိကြပြီးကျွန်တော်ကိုတိုက်ခိုက်ဖို့အတွက်လူနာကိုလက်နက်တစ်ခုလိုအသုံးချနေတာများလားလို့ကျွန်တော်တန်တရားဝင်မိတယ်တိတ်မကြခင်မှာပဲဦးလေးချင်းပြန်ရောက်လာပါတယ်တခင်လေးလူနာရဲ့ကိုဝန်ကဂျိုးမိသားစုရဲ့နောက်ွယ်ကဗီတာဂျိုးနဲ့ပတ်သက်နေရလို့တန်တရားရှိရပါတယ်ဒါပေမဲ့အတီးပြုတ်နိုင်ဖို့အတွက်တော့အချိန်နဲ့ထက်လို့ပါဦးမယ်ဆက်ပြီးစုံစမ်းပါသူ့ကိုတေးသေးချာချာစောင့်ကြည့်ထားညီဦးလေးပြေကဓာတ်တလက်လိုပဲအေးစတိတ်ဆိတ်စွာဖျက်တိုက်သွားပါတယ်ကျွန်တော်ကတော့ပြန်ဖို့စိတ်ကူးမရှိပဲဆရာသခင်လင်းနေရဲ့အုတ်ကူကြောက်စာတန်းရှိမှပဲဆက်ပြီးမတက်ရက်နေမိတယ်မိုးလင်းတဲ့အထိဒီနေရာမှာပဲရက်နေပြီးစနေရဲ့ဆုလက်တွေရောက်လာမယ့်အချိန်ကိုစောင့်ဆိုင်ဖို့ကျွန်တော်ဆုံးဖြတ်ထားတာပါအချိန်ကတဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှကျွန်တော်စိတ်ကိုဘလောက်ပဲအစင်တင်ပြင်ထားပါစေရင်တွေကတော့ဒိန်းနဲ့ခုန်နေမိတော့ပါပဲဘာပဲဖြစ်ဖြစ်မင်းမဖားတဲ့ကောင်ဆိုရဲ့နမီဆိုးကြီးကို3နှစ်တိပိုးဆိုးပတ်ဆက်အခေါ်ခံခဲ့ရတာလေအခုထွက်ပေါ်လာတော့မဲ့အတန်ကစနေရဲ့အတိပေးချက်တက်တယ်မဟုတ်ပါဘူးဒါကအချိန်ကြာကြီးအတင်းကျပ်ကွင်းညွတ်ထားခဲ့ရတဲ့ကျွန်တော်ရဲ့ခါယိုးကြီးကိုနောက်ဆုံးမှပြန်ပြီးမမရက်တည်နိုင်စေမဲ့အတန်လေးဖြစ်ပါတယ်ထို့နောက်မှာတော့နိုင်လက်တန်ကတန်းခေါင်ရဲ့အချိန်တိတိကိုညွန်ပြလိုက်တာနဲ့တပြိုင်နက်စနေရဲ့တတိပေးတန်ကအချိန်ကိုက်ထွက်ပေါ်လာပါတော့တယ်။ကုံယူပါတဲ့ကစားသမားအသုံးနှစ်တာမင်းမဖားရမယ့်ဂတိကိုဝတ်ပြီးဆုံးသွားပါပြီ။ဂတိကိုဝတ်လုံးပထမဆုံးနေ့ရက်မှာတင်ဟာကဘာဦးကပေကဘာကြာစေလို့ခေါ်တဲ့စစ်တိုင်းနယ်ပဲရဲ့တိုက်ခိုက်ရေးရှင်ဝါတစ်ခုကိုရရှိပါတယ်ဆုလက်ကိုမြင်လိုက်ရတဲ့စက္ကန့်ပိုင်းတွင်းမှာတင်ကျွန်တော်မျက်နှာပေါ်မှာအတိုင်းထက်အလွန်ဝမ်းသာပြီးဖြစ်မှုတွေရှန်ထွက်သွားခဲ့ပါတယ်။ဒဏ္ဍာရီတွေရတော့စစ်တိုင်းချင်းကျန်သူတယောက်ဟာမိမိရဲ့ကျင့်စဉ်နယ်ပဲတစ်ခုခုကိုအထွတ်ထိပ်အဆုံးစုံစင်ထိတွန်းပို့နိုင်ခဲ့ရင်တိုက်ခိုက်ရေးရှင်ဝါဆိုတာထွက်ပေါ်လာတဲ့ဒါပါဒီလိုအရှင်ဝါမျိုးတွေကရန်သူတွေရဲ့စိတ်ဝိညာဉ်ကိုပါရုံလုံးချောက်ချသွားစေနိုင်ပြီးတိုက်ပွဲရဲ့အရှုံးနိုင်ရလက်ကိုပါပြောင်းလဲပြနိုင်စွမ်းရှိပါတယ်။ဒါတွေကတကယ့်အင်အားစစ်အမှန်နဲ့ဘာယမီရဲ့ပြတရားတက်တည်မှတ်သားတွေပေါ့ကျွန်တော်ရဲ့စစ်တိုင်းဘာယမီအဆင့်ကအမြဲတမ်းအဆင့်အီပဲရှိခဲ့တာဖြစ်ပြီးစနစ်ကလည်းအခုမှစတင်အသက်ဝင်လာတာပါဒါပေမဲ့သူကကျွန်တော်ရဲ့ဘာယမီပိုင်းဆိုင်ရာအားနည်းချက်ပြစ်နာကိုချက်ချင်းပဲအမြင့်ပြတ်ဖြေရှင်းပေးလိုက်ပြီးဖြစ်ပါတယ်နောက်တစ်စက္ကန့်မှတင်ပဲကျွန်တော်ရဲ့စိတ်အာရုံထဲမှာကဘာပြတ်မတက်မုန်တိုင်းတစ်ခုပြင်းပြင်းထန်ထန်ပောက်ကွဲထွက်ပေါ်လာခဲ့ပါတယ်။ဦးနောက်တစ်ခုလုံးကွဲအမတက်ပြင်းထန်လာတဲ့ဝေဒနာကြီးကပောက်ကွဲသွားခဲ့ပြီးမြဲအဲ့ဒီနာကျင်မှုကမြင်မြန်ဆန်ဆန်ပဲရောက်လာပြီးမြင်မြန်ဆန်ဆန်ပဲပြန်လဲပြောက်ကွယ်သွားခဲ့တာပါတိတိကျကျပြောရရင်3စက္ကန့်ကြာမှာတော့အရာအလုံးကပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့စိတ်ကူးအာရုံထဲမှာကဘာဦးဆက်ကလို့ရှုပ်ထွေးစမ်းကြလာတဲ့နယ်ပယ်တစ်ခုပေါ်ပေါက်လာတာကိုတွေးလိုက်ရတဲ့အဲ့ဒီနယ်ပယ်ကလဝါးတပြင်စာထက်မပိုပဲအလေဖိုးတဲတဲမှာတော့ဂျာပန်တပွင့်ကလုံးဝကိုငြိမ်သက်စွာနဲ့မျောလွင့်လို့နေပါတယ်။စနေရဲ့သတိပေးတန်ကထပ်မံထွက်ပေါ်လာပြန်ပါတယ်။ဆုလက်အဆင့်တန်းကိုဂျေတပွင့်ကနေဂျေ8ပွင့်ထိသတ်မှတ်ထားပြီးဂျေ8ပွင့်က
အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်နေ့စဉ်နေ့တိုင်းကစားသမားဟာဂျပန်ဆုလတစ်ခုကိုအလိုလျောက်ရရှိမှာဖြစ်ပါတယ်ကဘာဦးကပ်ပေကဘာကြာစေးဆိုတာကတော့ကျေရှိပွင့်ဆင်းရှိတဲ့အလွန်ရှားပါးဆုလာဖြစ်ပါတယ်ကျွန်တော်မျက်ဝန်းထဲကဝမ်းသာပီတိဖြစ်မှုတွေကိုလုံးဝထိန်းချုပ်ထားလို့မရတော့ပါဘူးဒီလန်စင်းကျော်တစ်ခုလုံးမှာတရားဝင်မှတ်တမ်းတင်ထားတဲ့တိုက်ခိုက်ရေးရှင်ဝါအမျိုးအစားပေါင်း100ကျော်ရှိပါတယ်ဒါပေမဲ့အခုရလိုက်တဲ့အရှင်ဝါကအဲ့ဒီမှတ်တမ်းတွေရဲ့ကဘယ်တစ်ခုနဲ့မှတူမနေပါဘူးဒါပေမဲ့စနစ်ကအောင်သူ့ကိုအမြင့်ဆုံးကျေရှိပွင့်ဆင်းလို့သတ်မှတ်ပေးထားတယ်ဆိုမှတော့ဒါဟာအောက်တန်းစားအဆင့်နဲ့ရာတစ်ခုလုံးဝမဖြစ်နိုင်ပါဘူးပထမဆုံးနေ့မှာတင်ထိတီးအဆင့်မြင့်ဆုံးတိုက်ခိုက်ရေးရှင်လာကိုရလိုက်တာဆိုတော့ဒီနေ့ကစလို့ရှေ့ဆက်ရမယ့်လမ်းကကျွန်တော်အတွက်ပို့ပြီးတော့တောင်လွယ်ကူသွားဦးမှာဖြစ်ပါတယ်ဒီလိုရေးမိတော့မှလွန်ခဲ့တဲ့3နှစ်လုံးလုံးကျွန်တော်ခံစားခဲ့ရသမျှဆင်းရဲဒုက္ခတွေအားလုံးဟာတကယ်ကိုတန်မိုးရှိခဲ့တာပဲလို့ရုတ်တရက်ခံစားလိုက်ရပါတယ်အခုချိန်မှာကျွန်တော်ရဲ့ပါရမီအဆင့်ကဘလောက်ထိမြင့်မားသွားပြီလဲဆိုတာကိုလည်းတကယ်သိချင်မိသွားတဲ့အားကောင်းလာတဲ့တိုက်ခိုက်ရေးရှင်ဝါဆိုတာတိုက်ပွဲထဲမှာအစွမ်းပြဖို့တသက်တည်းမဟုတ်ပါဘူးသူ့ရဲ့ပုံမူကြီးမားတဲ့ရည်ရွယ်ချက်ကတော့အဲ့ဒီအရှင်လာကိုပိုင်ဆိုင်ထားတဲ့သူရဲ့ပါရမီနဲ့အလားအလာတွေကိုပါအသွင်ပြောင်းလဲဖြစ်နိုင်တာပဲဖြစ်ပါတယ်အပေါ်ယံကြည့်ရင်တော့ကြနော်ဟာအဆင့် A ပါရမီရှင်တယောက်ဖြစ်ပဲရှိနေဦးမှာပါဒါပေမဲ့အခုတော့ကျွန်တော်မှာကဘာဦးကပ်ပေကဘာကြာစေးကိုပိုင်ဆိုင်ထားပြီဆိုတော့ဘသူကကျွန်တော်ကိုလာပြီးအထင်သေးရတော့မလဲအရင်တုန်းကတော့ကျွန်တော်ဟာနေတိုင်းလူနာနောက်ကိုပဲအယူမူလိုက်နေခဲ့တာပါဒါတွေမှကသေးပဲကျွန်တော်ရဲ့ကျင့်စဉ်လေ့ကျင့်မှုတွေကလည်းလုံးဝကိုအတီးပေါက်မဟုတ်ခဲ့ပါဘူးအဲ့ဒါကြောင့်မို့လို့ကျွန်တော်ရဲ့နောက်ွယ်မှာလူမိသားစုတစ်ခုလုံးရဲ့အရင်းမြစ်တွေအပြည့်အဝရှိနေခဲ့တာတောင်မှကျွန်တော်ရဲ့ကျင့်စဉ်အဆင့်ကအဆင့်နဲ့နောက်ပိုင်းအဆင့်မှာပဲရှိနေခဲ့ပြီးဒါဟာအဆင့် A ပါရမီရှင်တယောက်ရဲ့ပြင်းပြအဆင့်ကိုတောင်မမီခဲ့ပါဘူးကျွန်တော်ရဲ့အတွေးတွေကပိုပြီးပြတ်သားလာတာမို့ကျွန်တော်ရဲ့ပါရမီတွေပြောင်းလဲသွားခြင်းရှိမရှိကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ခဏလေးအတွင်းမှာပဲမှတ်ဉာဏ်တွေကအသက်သွေးကြောကျင့်စဉ်စနစ်တစ်ခုကိုရှာဖွေတွေ့ရှိသွားပြီးအဲ့ဒီကျင့်စဉ်ကိုစတင်လဲပတ်စေခဲ့ပါတယ်ကျင့်စဉ်ရဲ့အနှစ်သာရကိုချက်ချင်းပဲအလုံးစုံနားလည်သဘောပေါက်သွားခဲ့တာပေါ့ကျွန်တော်ရဲ့ကြောပြင်ဘက်မှာတော့မထင်မရှားနဲ့ဂျာပန်တပွင့်စတင်ထွက်ပေါ်လာပြီးရင်းရဲ့ငုံဘူးလေးကပိတ်နေစေဖြစ်ကစမ်းကြဲလာတဲ့စွမ်းအင်တွေရိုက်ခတ်လို့နေပါတယ်တကယ်လို့အခုချိန်မှာတယောက်ယောက်ကသာကျွန်တော်ကိုကြည့်နေမယ်ဆိုရင်လုံးဝကိုအားသိမင်းတက်သွားကြမှာအသေးချပါပဲဘာလို့လဲဆိုတော့အဲ့ဒီဂျာပန်ကြီးထွက်ပေါ်လာတာနဲ့အမျှရင်းရဲ့ပတ်ဝန်းကျင်ကဟာလာဟင်းလင်းပြင်ကြီးဟာပုံပြည့်ရှုံလို့သွားပြီးကျွန်တော်ကိုယ်တိုင်လည်းကဘာဦးဆက်ကရှုပ်ထွေးစမ်းကြဲလာတဲ့နေပယ်ကြီးရဲ့အလဲဖိုမှာမတက်ရက်နေရတယ်လို့မျိုးခံစားလိုက်ရလို့ဘာအန်တစရာအကောင်းဆုံးကတော့အဲ့ဒီဂျာပန်ရဲ့ပတ်ပတ်လည်မှာပိုးဆုံးကျူးလေးတွေလိုမျိုးတင်းငယ်လာတဲ့အလင်းဆက်လေးတွေကအရက်မျက်နှာနှံ့ကနေအဆုံးမရှိစီးဆင်းဝင်ရောက်လာပြီးကျွန်တော်ရဲ့ခန္ဓာကိုယ်တွေကိုတိုးဝင်ကုန်ကြတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်တွင်းထဲမှာတော့ထုံးဟုံးတောက်လောင်နေတဲ့မိဖို့ကြီးတစ်ခုလိုမျိုးတစ်ခုခုကဟင်းဟောက်လို့နေပါတယ်နာရီဝက်တောင်မပြည့်ခင်အချိန်လေးတွင်းမှာတင်ကျွန်တော်ဟာအဆင့်3ထိချက်ချင်းပဲအဆင့်တက်ကျော်ဖြတ်နိုင်ခဲ့ပါတော့တယ်ကျွန်တော်ရဲ့ကျင့်စဉ်အဆင့်ကချက်ချင်းဆိုသလိုအရှိန်ဟုန်နဲ့တိုးတက်နေစေဖြစ်ပြီးအလင်းဆက်လေးတွေကလည်းအဆုံးမရှိစက်တိုက်စည်းဝင်တွေကကျွန်တော်ရဲ့စွမ်းပကားတွေကိုတည်ငြိမ်စွာနဲ့ပုံမမြင်မာလာစေပါတယ်ဒါကိုသတိမထားမိလိုက်ပဲတညလုံးကုန်လုံးသွားခဲ့ရတယ်ကျွန်တော်ရဲ့ကျင့်စဉ်အဆင့်ကတော့ဘာနောက်ရှက်မှမရှိပဲအဆင့်3နောက်ပိုင်းဆင့်ထိတေးသေးချာချာခိုင်မာစွာနဲ့တဆင့်ချင်းစီအောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့ပါပြီအဲ့ဒီအချိန်မှာပဲမိုးလင်းလာခဲ့ပြီးကောင်းကင်ရံတစ်ခုလုံးလင်းပွင့်သွားခဲ့တာပေါ့ငကားနိုင်ငံတော်တစ်ခုလုံးမှာရှိတဲ့ရေတွက်လို့မရနိုင်တဲ့စစ်တီတော်မျိုးနယ်စုတွေအင်အားစုတွေနဲ့တာမန်ပြည်သူပြည်သားလူအုပ်ကြီးဟာရန်နိုင်သမျှတေယူပို့ဆောင်ရေးမျိုးစုံကိုစီးနှင်းပြီးနိုင်ငံရဲ့ထောင်တီးတီးကနေပန်းတိုင်တစ်ခုတည်းစီကိုဥတီကတရားဟောစည်းဝင်လာကြပါတယ်ဒီနေ့မှာတော့စင်မျိုးတော်ကြီးဟာလူတွေနဲ့စီကားပြီးတဝက်လှုပ်ရှားလို့နေတာပေါ့နန်းနဲ့အစောပိုင်းမှာတင်စစ်နှက်ဖျားလင်းနေရဲ့အုတ်ကူပြီးမှန်နဂါးကြီးတွေကိုဝန်ကန်နဲ့တွန်းဖွင့်လိုက်ကြပါတယ်လိမိသားစုရဲ့အကြီးအကဲဖြစ်သူနန်းကတက်ရက်ဖြူစင်တဲ့ဝတ်ဆောင်ပြည့်စုံကိုဝတ်ဆင်ပြီးဝင်းထဲကိုအာမပြည့်နဲ့ရှောက်လန်းဝင်ရောက်လာခဲ့တယ်သူ့ရဲ့နောက်မှာတော့လိမိသားစုရဲ့အဓိကအချက်ချကြတဲ့အဖွဲ့ဝင်တွေလိုက်ပါလာကြပြီးလူနာကလည်းအကြီးကဲနဲ့ရဲ့နောက်ကလျက်ကနေလိုက်ပါလာတာပေါ့အကြီးကဲနန်းကလူနာကိုစိုးရင်ပူပန်နဲ့မြန်ပေးနဲ့လှည့်ကြည့်လိုက်ပြီးလူနာနေမနေ့ညကတောင်းဆိုလိုက်တဲ့စီကန်းချက်တွေကနင်းနဲ့များလုံးမနေဘူးလားလူမိသားစုကတကယ်ပဲသဘောတူပါမလားလို့မေးရှာပါတယ်လူနာကတော့နှာခေါင်းတစ်ချက်ရှုံလိုက်ရင်ဟွန်းလူမိသားစုကသဘောတူသည်ဖြစ်စေမတူသည်ဖြစ်စေအရေးမကြီးပါဘူးစိန်တယောက်တည်းသဘောတူရင်လုံလောက်ပြီးဒီနှစ်တွေတစ်လျှောက်လုံးငါပါပဲတောင်းလူမိသားစုကပြင်းပြင်းထန်ထန်ကန့်ကွက်နေရင်တောင်မှစိန်ကငါအတွက်အမြဲတမ်းဖြစ်မြောက်အောင်လုပ်ပေးခဲ့တာပဲဝိစာလို့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့မှအကြီးကဲနန်းကဖြည်းဖြည်းချင်းခေါင်းညှိလိုက်ပြီးအရင်တုန်းကကျွန်တော်လုပ်ပေးခဲ့သမျှတစ္ဆာရှိခဲ့မှုတွေကိုပြန်နှွေးမိကသူ့ရဲ့ယုံကြည်မှုတွေနည်းနည်းပြန်တက်လာခဲ့တာပေါ့ဆရာသခင်လင်းနေကြဆုံးသွားခဲ့တဲ့အချိန်ကစလို့လိမိသားစုဟာသူတို့ရဲ့အားကိုးရာတိုင်လုံးကြီးကျိုးပြတ်သွားခဲ့ရပြီးအဆဆအရာရာလုံးဝကိုပြိုလဲပျက်စီးသွားခဲ့ကထိတီးစစ်တီတော်မျိုးနယ်စုကြီးအဆင့်ကနေတတိယတန်းစားအဆင့်ထိထိုးဆင်းသွားခဲ့ရတာပါဒါပေမဲ့မင်းမနောက်ပဲတကောက်ကောက်လိုက်နေတဲ့ဒီလိုကောင်တယောက်ပေါ်လာတဲ့အချိန်ကစလို့ကျင့်စဉ်ဆိုင်ရာအဖိုးတန်ရင်းမြစ်တွေကလိမိသားစုစီကိုအရက်မျက်နှာနှံ့ကနေအလုံးရင်းနဲ့စီးဝင်လာခဲ့ပြီးလိမိသားစုကိုတတိယတန်းစားအဆင့်ကနေဒုတိယတန်းစားအဆင့်ထိတဦးတည်းသောစွမ်းနဲ့ပြန်လဲဆွဲတင်ပေးခဲ့တာဖြစ်ပါတယ်ဒီလိုသာမပံ့ပိုးပေးခဲ့ရင်အဆင့်ခုနှစ်ရှိတဲ့ဂုံးဆရာကြီးအဆင့်ပဲရှိတဲ့အကြီးကဲနဲ့ရဲ့စွမ်းဆောင်ရည်နဲ့ကတော့မိသားစုကိုတတိယတန်းစားအဆင့်မှာတော့မနေထိန်ထားရမှာဖြစ်ပြီးဒါဟာသူ့ရဲ့စွမ်းကုန်အကန့်အသတ်လည်းဖြစ်နေလို့ပါပဲဒါပေမဲ့လူမိသားစုဘက်ကပံ့ပိုးပေးသမျှအရာအလုံးကိုအိတ်ကထဲအပြည့်အဝထည့်နေခဲ့စင်မှာတော့မှအကြီးကဲနန်းကကျွန်တော်ပေါ်မှာတော့အထင်သေးရွံရှာမှုတွေကလွဲလို့ဘာမှမရှိခဲ့ပါဘူးတစ်ဖက်မှာတော့အုတ်ကူကြောက်စာတိုင်းဘေးမှာကျွန်တော်ဖြည်းဖြည်းချင်းမျက်လုံးပွင့်နိုးလာခဲ့ပါတယ်တညလုံးချင်းစင်လေးချင်းခဲ့ရတာကကျွန်တော်အတွက်တော့အသက်တရှူစာအချိန်လေးလောက်ပဲလို့ခံစားရပါတယ်ကျွန်တော်ရဲ့လက်ရှိကျင့်စဉ်အဆင့်ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်ကိုယ်တိုင်တောင်နည်းနည်းအံ့ကြသွားခဲ့ရတယ်အဆင့်2နောက်ပိုင်းကနေအဆင့်3နောက်ပိုင်းထိတက်လန်းနိုင်ခဲ့တာကအဆင့်တစ်ခုစာပဲကွာခြားတယ်ဆိုပေမဲ့ထိပ်သီးအဆင့်မြင့်ဆုံးပါရမီနဲ့အဖိုးတန်ကျင့်စဉ်ရင်းမြစ်တွေအပြည့်အဝရှိနေတဲ့ပါရမီရှင်တယောက်တောင်မှဒီလောက်ထိမြင်မြန်ဆန်ဆန်ကြော်ဖြတ်နိုင်မှာမဟုတ်ပါဘူးကြည်ရတာကဘာဦးကဲဘယ်ကဘာကြာစေးဆိုတဲ့တိုက်ခိုက်ရေးရှင်ဝါကကျွန်တော်ကိုယ်တိုင်စိတ်ကူးထားတာထက်ကိုပိုပြီးကြောက်စရာကောင်းတဲ့ပါရမီစွမ်းတွေပေးနာခဲ့ပုံပါပဲအဲ့ဒီအချိန်မှာပဲလူနာတယောက်ကျွန်တော်စီကိုရှောက်လန်းလာတာမြင်လိုက်ရတယ်လာပြီးအဲ့ဒီတွေကိုဝိုင်းကြိုဆိုပေးဦးလို့သူမကလမ်းခေါ်ပြီးတော့ကူပြီးမန်ရဲ့အဝင်ဝစီကိုလှည့်ထွက်သွားပါတယ်။အိုကူပြီးမန်ရဲ့အဝင်ဝန်ကားဝစီကိုကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာတော့
နိုဘာကအဲ့ဒီတွေကိုကြိုဆိုဖို့အတွက်အဲ့ဒီနေရာမှာရောက်နေပါပြီဒါပေမဲ့လူနာရဲ့ရင်ဘတ်တစ်ခုလုံးဒိန်ကန်နဲ့တုံလို့သွားခဲ့ရတယ်ဘာလို့လဲဆိုတော့နိုဘာရဲ့ခြေလမ်းပေးနားမှာ4 မီတာလောက်ရှည်ရပြီးပြိုးပြပြက်တောက်ပနေတဲ့ဓာမကြီးတစ်လက်ကအသင့်ရှိနေလို့ပါပဲအချိန်တွေကုန်လွန်လာတာနဲ့အမျှအုတ်ကူပြီးမှဝင်းကြီးတစ်ခုလုံးရဲ့အတွင်းပြင်နေရာလို့မကြံလူအုပ်ကြီးနဲ့ပြီးနှက်သွားခဲ့ပါတယ်စစ်နှက်ပြားတယောက်ရဲ့ဂုံသတင်းနဲ့ပေးဆက်ခဲ့မှုတွေကတော့ဘာမှတက်တည်ပြနေစရာမလိုအောင်ထင်ရှားလုံးလာပါတယ်သူကွယ်လွန်သွားခဲ့ပြီဆိုပေမဲ့လည်းလူသားမျိုးနွယ်ပေါ်မှာသူပေးဆက်ခဲ့သမျှအရာအလုံးကိုလူတွေကအမြဲတမ်းတလေးစားတတိယနေကြတော့ပါပဲဒီနေ့လူမိသားစုရဲ့တခင်လေးကစစ်နှက်ပြားရဲ့တမိကိုတကယ်ပဲလက်ထက်ခွင့်တောင်းမှလားမသိဘူးနော်ဒီမြင်ကွင်းကိုကြည့်ပြီးတက်ရောက်လာကြတဲ့အဲ့ဒီတော်တွေကတယောက်တစ်ပေါက်တိုးတိုးနဲ့ပြောဆိုနေကြပြီးစကားဝိုင်းရဲ့ခေါင်းစဉ်ကတော့ကျွန်တော်စီကိုပဲမလွဲမသွေရောက်ရှိလာခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်ဒီသတင်းကအပြင်မှာတော်တော်လေးကိုကြရက်ထပ်ပေါက်ကွဲနေခဲ့တာဖြစ်ပြီးဒါဟာတန်တရားဖြစ်စရာမလိုပဲယခုနှစ်ရဲ့ရေစရာကောင်းဆုံးတရားမှဇလန်းကြီးဖြစ်နေလို့ပါပဲအဲ့ဒီအချိန်မှာပဲမိုးကြိုးပစ်ချလိုက်တယ်လို့မျိုးလူကြီးတွေကနေရုတ်တရက်အော်ဟစ်တန်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်လူမိသားစုကလူတွေရောက်လာပြီးဟဲ့ရေတွက်လို့မရတဲ့မျက်လုံးစုံတိုင်းကကူပြီးမှန်ရဲ့အဝင်ဝစီကိုချက်ချင်းပဲဝိုင်းအောင်ကြည့်လိုက်ကြတာပေါ့ကျွန်တော်ရဲ့အဖေလော့ရှန်ကသူ့ရဲ့နောက်ကနေလူနှစ်ယောက်ခေါ်ဆောင်ပြီးအာမပြီးနဲ့ရှောက်လန်းဝင်ရောက်လာခဲ့ပါတယ်အဲ့ဒီလူနှစ်ယောက်ကတော့ကျွန်တော်ရဲ့ဦးလေးကြီးနှစ်ယောက်ဖြစ်တဲ့ပထမအကြီးကဲနဲ့ဒုတိယအကြီးကဲတို့ပဲဖြစ်ပါတယ်အဖေလော့ရှန်ကတော့ငကားနိုင်ငံတော်ရဲ့စစ်နှက်ပြား9ယောက်ထဲကတယောက်ဖြစ်ပြီးလူမိသားစုရဲ့ကျန်ရှိနေတဲ့အခြားသောစစ်နှက်ပြား2ယောက်ကတော့ကျေစင်ငကားဝတ်နဲ့နှက်ဆိုင်နဲ့ချောင်းနဲ့ကြီးတွေထဲမှာအမြဲတမ်းအခြေစိုက်စောင့်ရှောက်နေကြတာဖြစ်ပါတယ်ပထမအကြီးကဲနဲ့ဒုတိယအကြီးကဲ2ယောက်လုံးကတော့အဆင့်ရှိတဲ့ရွှေရောင်ခနာကိုပိုင်ရှင်ဂုံးဆရာကြီးတွေဖြစ်ကြပါတယ်လူမိသားစုဟာစစ်နှက်ပြားတယောက်ရွှေရောင်ခနာကိုပိုင်ရှင်ဂုံးဆရာကြီး2ယောက်နဲ့အတူရောက်ရှိလာခဲ့တာပါဒါဟာလင်းမိသားစုအတွက်တော့သူတို့ရထိုက်တာထက်ကိုပိုလိုနဲ့ဂုံကျက်နဲ့မျက်နှာပန်းလာမှုကိုပေးအပ်လိုက်တာပဲဖြစ်ပါတယ်အဖေလော့ရှန်ကအုတ်ကူရှိမှဥညွတ်လေးပြူပြီးတဲ့နောက်မှာအားတော့သူ့ရဲ့အကြီးတွေကကျွန်တော်စီကိုတိတ်တိတ်မတ်မတ်ရောက်ရှိလာခဲ့ပြီးကျွန်တော်ရဲ့အာယုံကြောတွေလည်းချက်ချင်းပဲတင်းမာသွားခဲ့ရတယ်သူ့စီကနေထွက်ပေါ်နေတဲ့လူသက်ငွေတွေကိုကျွန်တော်အတိုင်းသားခံစားနေရတာပေါ့အဲ့ဒီငွေသက်တွေကမိမိရဲ့သားရင်းကိုကိုယ်တိုင်ကိုကြစီရင်ချက်ချဖို့အစဉ်သင့်ဖြစ်နေတဲ့ဖခင်တယောက်ရဲ့ပြတ်သားတဲ့အရှိန်အဝါမျိုးဖြစ်ပါတယ်ထို့နောက်မှာတော့အဖေလော့ရှန်ကလင်းမိသားစုရဲ့အကြီးကဲနံပါတ်ကိုလှည့်လိုက်ပါတယ်လင်းမိသားစုရဲ့စစ်နှက်ပြားဟာတချင်ကအနောက်ဘက်တကားဝါကိုတူးတဲ့အသက်ပေးဆောင်ရှောက်ရင်းလူမိသားစုရဲ့စစ်ကူတွေရောက်လာဖို့အတွက်အချိန်ဆွဲပေးခဲ့တာတကယ်လို့သာအရှိတောင်ဘက်ဒေသရဲ့အနောက်ဘက်တကားဝါကြာဆုံးသွားခဲ့မယ်ဆိုရင်အရှိတောင်ဘက်ဒေသမှာရှိတဲ့တန်း3000သောလူသားတွေရဲ့အသက်ပေါင်းများစွာဟာပြာမုံဘဝရောက်သွားကြရမှာဆရာသခင်လင်းနေဟာငကားနိုင်ငံတော်နဲ့လူသားမျိုးနွယ်စုတစ်ခုလုံးအတွက်သူ့ရဲ့နောက်ဆုံးထွက်တဲ့အထိတိုက်ပွဲဝင်သွားခဲ့တာဖြစ်ပါတယ်ဒီရွှေရောင်ခနာကိုခြံစည်းဦးစေးကြီးကတော့လင်းမိသားစုပြန်လည်ဦးမော့လာစေဖို့မျှော်လင့်ချက်နဲ့လင်းမိသားစုကိုပေးအပ်တဲ့လက်ဆောင်ပဲဖြစ်ပါတယ်အဖေလော့ရှန်ကလက်တစ်ချက်ဝေ့ရန်လိုက်တာနဲ့တင်ရွှေရောင်ခနာကိုခြံစည်းဦးစေးကြီးပူလင်းထွက်ပေါ်လာခဲ့ပါတယ်လင်းမိသားစုရဲ့မကြသေးမီကပြုလုပ်ခဲ့တဲ့အပြုအမူတွေကြောင့်သူ့ရဲ့စိတ်ထဲမှာအကြီးအကဲစိတ်ပြတ်တော်သက်ထွက်နေရပြီမဲ့လည်းအခြေခံကြတဲ့လေးစားသမှုဂါယဝတရားကိုတော့မပြတ်ကွက်စေပဲပြသရမှာဖြစ်လို့ပါပဲလူမိသားစုဘက်ကဘာလက်ဆောင်ပစ္စည်းယူဆောင်လာခဲ့လဲဆိုတာကိုလူအကြီးကြားလိုက်ရတဲ့စက္ကန့်ပိုင်းတွင်းမှာတင်တဝင်းလုံးဆူညံပွက်လောလိုက်သွားပါတော့တယ်ရွှေရောင်ခနာကိုခြံစည်းဦးစေးကြီးပူလင်းပြီးဆိုတာအဆင့်ရှိတဲ့ရွှေရောင်ခနာကိုပိုင်ရှင်စစ်တီတော်တယောက်ကိုအစ်စ်မွေးဖွားဖန်တီးပေးနိုင်ဖို့လုံလောက်တဲ့အဖိုးနံရဖြစ်လို့ပါပဲတကယ်ကိုလူမိသားစုပဲဗျာလက်ဆောင်ပေးတာတကယ်ကိုရဲရောရှိလာပေတယ်လို့လူအကြီးကတန်တတာရည်ရွယ်လိုက်ကြပါတော့တယ်အကြီးကဲနံကခဏလောက်ကြောင်သွားပြီးမှသူ့မျက်နှာတစ်ခုလုံးစိတ်လှုပ်ရှားမှုတွေအတိုင်းထက်အလုံးလွှမ်းမိုးသွားခဲ့ပါတယ်ရွှေရောင်ခနာကိုခြံစည်းဦးစေးရည်တဲ့အခုချိန်မှာသူကအဆင့်ခုနှစ်ရှိတဲ့ဂုံးဆရာကြီးအဆင့်မှာပဲရှိနေတာလေဒီစေးရည်ပူလင်းကသူအဆင့်ရှိကိုတက်လန်းကျော်ဖြတ်နိုင်ဖို့အတွက်အတိအကျလိုအပ်နေရမဟုတ်ပါဘူးလားလူနာလည်းဒါကိုကြားလိုက်ရတဲ့အခါမှာကြောင်သွားခဲ့ရတယ်လူမိသားစုကဝမ်းနေချင်းထိမ့်မှတ်ပွဲလိုနေရာမျိုးကိုတောင်ဒီလောက်ထိတန်ဖိုးကြီးမားလာတဲ့အရာမျိုးယူဆောင်လာလိမ့်မယ်လို့သူမှဘယ်တော့မှမမျှော်လင့်ထားခဲ့မိပါဘူးအဲ့ဒီနောက်မှာတော့လူနာကရုတ်တရက်တစ်ခုခုကိုသဘောပေါက်သွားခဲ့ပါတယ်ဒါကဒီနေ့ကျွန်တော်ဇင်းကသူမကိုလက်ထက်ခွင့်တောင်းတော့မယ်ဆိုတာအဖေလော့ရှန်တိနေလို့ပဲဖြစ်ရမယ်အဲ့ဒါကြောင့်မို့လို့သူကိုယ်တိုင်လူကိုယ်တိုင်လာပြီးလက်ဆောင်ပြည့်စုံယူလာပေးတာပေါ့သူကသူမကိုတွေးရင်ချွေရင်ချွေးမတယောက်လိုတောင်သဘောထားနေပြီပဲဒီလိုရိပ်မိသွားတဲ့အချိန်မှာလူနာရဲ့မောက်မာဝင်ကြွားမှုတွေကကောင်းကင်ရံအထိထိုးတက်သွားခဲ့ပါတော့တယ်ပြီးတော့သူမရဲ့စိတ်ထဲမှာနောက်ထပ်အတွေ့အကြုံဝင်လာပြန်တယ်သူမတောင်းဆိုထားတဲ့စီကံချက်တွေကိုပြန်ပြီးပြင်ဆင်လို့မြင်ရမယ်ရွှေရောင်ခနာကိုခြံစည်းဦးစေးရည်လိုအရာမျိုးကိုတောင်ဘာမှမဟုတ်လို့မျိုးအလွယ်တကူထုတ်ပေးနိုင်တယ်ဆိုမှတော့လူမိသားစုရဲ့ချမ်းသာကြွယ်ဝမှုကသူမထင်ထားတာထက်ကိုအစပေါင်းများစွာပိုပြီးကြီးမားနေတာပေါ့အကြီးကဲနဲ့လူနာတို့နှစ်ယောက်လောကစောတက်ပြီးဘာလို့ရမှမသိဖြစ်နေကြတာကိုအဖေလော့ရှန်ကတော့ဆက်ပြီးစကားပြောဖို့မလုပ်ချင်တော့ပါဘူးသူကလှုပ်ထုံးလုံနေတိုင်းဂါယဝပြူတာတွေကိုအဆုံးသတ်လိုက်ပြီးအဲ့ဒီတော်တွေနားနေတဲ့နေရာစီကိုပြန်လဲလျှောက်လန်းသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကတုံးတရက်တဲ့အနဲ့ရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့လူငယ်တယောက်ဝင်းထဲကိုရှောက်လန်းဝင်ရောက်လာခဲ့ပါတယ်အဲ့ဒီလူကတော့ပီတာဂျိုးပဲဖြစ်ပါတော့တယ်ဂျိုးမိသားစုဆိုတာကတော့အရှိတောင်ဘက်ဒေသမှာဒုတိယနေရာမှာရှိတဲ့စစ်တီတော်မျိုးနွယ်စုကြီးဖြစ်ပြီးအဲ့ဒီဒေသတစ်ခုလုံးမှာစီးပွားရေးရအင်အားကြီးဆုံးထိပ်တီးသူထေးကြီးတွေလည်းဖြစ်ပါတယ်လူမိသားစုကစစ်တိုင်းတိုက်ခိုက်ရေးပိုင်းမှာအငင်းပွားဖွယ်မရှိတဲ့ဘီရင်တစုဖြစ်နေချိန်မှာဂျိုးမိသားစုကတော့အရှိတောင်ဘက်ဒေသရဲ့ထောင်းစစ်နေရာတိုင်းမှာသူတို့ရဲ့စီးပွားရေးအင်ပါယာကိုချဲ့ထွင်ထားတာမို့ချမ်းသာကြွယ်ဝမှုပိုင်းမှာတော့အားလုံးကထိဆုံးကလို့သတ်မှတ်ထားကြတာပါအခုလိုအရှိတောင်ဘက်ဒေသရဲ့ဒုတိယအဆင့်ရှိတယ်မိဘိုးနွယ်စုကြီးရောက်ရှိလာပြီဆိုတော့လူကြီးတွေကမျက်လုံးစုံတိုင်းကသူတို့စီကိုချက်ချင်းပဲဝိုင်းကြည့်လိုက်ကြပြီးစူညံတန်တွေကလည်းတစ်ခါပြန်ပြီးဖိုးတက်သွားခဲ့ပြန်တယ်လူတိုင်းကဂျိုးမိသားစုဘက်ကဘာလက်ဆောင်ပစ္စည်းယူဆောင်လာမလဲဆိုတာကိုလည်းအာယုံဆိုင်နေကြတာပေါ့အားလုံးသိကြတဲ့အတိုင်းဂျိုးမိသားစုနဲ့လူမိသားစုကြားမှာကအမြဲတမ်းပြန်ဆိုင်မှုတွေရှိနေကြတာလေဘသူကများဒုတိယနေရာမှာပဲတိုးတိုးတန်တန်နဲ့ထိုင်နေခြင်းပါမလဲဒါကတော့ရွှေရောင်ကျင်စင်းချန်စီဦးစေးကြီးနှစ်ပူလင်းဖြစ်ပါတယ်ကျေးဇူးပြုပြီးလက်ခံပေးပါလိမိသားစုရဲ့အကြီးကဲခင်ဗျာဗီတာဂျိုးကလက်တစ်ချက်ဝေ့ရန်လိုက်တာနဲ့သူ့ရဲ့နောက်ကနေအစီခံတယောက်ကစေးကြီးနှစ်ပူလင်းကိုတေးသေးချာချာတဲဆောင်ပြီးရှေ့ကိုတိုးထွက်လာခဲ့ပါတယ်
လူကြီးကတော့ဝန်ကနေထက်ပြီးစူညံသွားခဲ့ပြန်ပြီးဂျိုမီသားစုကလူမီသားစုယူလာပေးတဲ့လက်ဆောင်မျိုးစားအတိုင်းယူလာပေးုံတင်မကပဲပမာဏကိုပါနှစ်စရိုးပြီးယူလာပေးခဲ့တာကိုသူတို့ပြတ်လိုက်တဲ့သတင်းစကားကတော့ရှင်းရှင်းလင်းလင်းပါပဲဒါဟာလူမီသားစုကိုပေါ်တင်ကြီးစင်ခေါ်လိုက်တာဖြစ်ပါတယ်တကယ်ကိုဂျိုမီသားစုပဲပြပိုက်ဆန်လဲအိတ်တုံဖန်မောက်သုံးနိုင်တယ်လို့မျက်နှာသားကလည်းတကယ်ကိုအထူးကြီးပဲအခုချိန်မှာတော့အကြီးကဲနဲ့တယောက်စိတ်လှုပ်ရှားမှုကိုမနေထိန်ထားရပြီးမျက်နှာတစ်ခုလုံးဝင်းပလို့နေပါပြီပီတာဂျိုးကအုတ်ကူစီကိုရှောက်သွားပြီးဦးညွတ်ကရဝပြူတာကိုအဆုံးတက်လိုက်တယ်ပြီးတော့လူနာကိုတစ်ချက်လန်းကြည့်လိုက်ပြီးမှသူ့ရဲ့အကြည့်တွေကိုကျွန်တော်စီမှာပဲရက်တန်ထားလိုက်ပါတော့တယ်ဒီနေ့လက်ထက်ခွင့်တောင်းမဲ့ပွဲမှာအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဇင်းပီတာဂျိုးကလက်ကိုဆန့်ထုတ်လိုက်ရင်ကျွန်တော်ကိုတကယ်ကိုရိုးသားဖြူစင်လာပါတယ်ဆိုတဲ့မျက်နှာပေးမျိုးနဲ့စိုက်ကြည့်နေတာပါဘေးကနေကြည့်နေတဲ့လူကြီးကတော့ရင်လက်လက်နဲ့အသက်ရှူဖို့တောင်မေ့သွားကြပါတယ်ပဝန်းကျင်ရဲ့အပူချိန်ကလည်းစက္ကန့်ပိုင်းတွင်းမှာတင်အေးစိမ်သွားခဲ့ရတယ်ဘာလို့လဲဆိုတော့အဖေလော့ရှန်ရဲ့မျက်နှာပေးကလူတိုင်းမြင်မှာတင်တိတိတတာကြီးကွက်ကနေညှိုးမောင်သွားခဲ့လို့ပါပဲလူတိုင်းကအသက်ရှူတန်တွေကိုထိန်းထားကြရင်မျက်လုံးစုံတိုင်းကကျွန်တော်စီကိုပဲစူးစူးဆိုင်ဆိုင်ကြည့်နေကြတာပေါ့ကျွန်တော်ကတော့အေးအေးဆေးဆေးပဲပြုံးလိုက်ရင်ကျေးဇူးပါပဲအောင်မြင်ရမှာပေါ့လို့ပြောပြီးလက်ကိုဆန့်ထုတ်ကပီတာဂျိုးရဲ့လက်ကိုပြန်လည်နှုတ်ဆက်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲပွဲတက်လာတဲ့လူအကြီးတစ်ခုလုံးအတိုင်းသားခံစားလိုက်ရပါတယ်အဖေလော့ရှန်စီကနေလူသက်ချင်စိတ်ငွေ့သက်တွေကလိုင်းလုံးကြီးတစ်ခုလိုဝန်ကနေထိုးတက်လာခဲ့တာပါကျွန်တော်ဒီလောက်ထိတင်းငင်းချက်နေတာကိုမြင်တော့ပီတာဂျိုးလေးစိတ်ထဲမှာနည်းနည်းတော့အန်တာသွားပုံရတယ်ဘာဖြစ်လို့လဲတော့သူလဲတေးသေးချာချာမသိဘူးပေါ့ဒါပေမဲ့ကျွန်တော်စီကနေထွက်ပေါ်နေတဲ့အချိန်ဝါတစ်ခုခုကအရင်ကနဲ့လုံးဝမတူပဲကွဲပြားခြားနားနေတယ်လို့သူခံစားလိုက်ရလို့ပါလက်ဆွဲနှုတ်ဆက်တာကစက္ကန့်ပိုင်းတွင်းမှာတင်ပြီးဆုံးသွားခဲ့ပြီးပီတာဂျိုးလည်းအဲ့ဒီတော်တွေနားနေတဲ့နေရာစီကိုနောက်ဆုတ်သွားခဲ့ပါတယ်ထို့နောက်မှာတော့တီတီမျိုးနဲ့စုကြီးတွေနဲ့အင်အားစုတွေကတစ်ဖွဲ့ပြီးတစ်ဖွဲ့ရှေ့ကိုတိုးထွက်လာပြီးကာယဝပြုအလေးမြတ်ပြုကြပါတယ်၃နာရီလောက်ကြာပြီးတဲ့နောက်မှာတော့တရားဝင်အခမ်းအနားအစီအစဉ်တွေအားလုံးပြီးဆုံးသွားခဲ့ပါပြီဒါပေမဲ့ပဝန်းကျင်တစ်ခုလုံးမှာတော့ထူးဆန်းတဲ့တင်းမာမှုကြီးကလုံးဝပျောက်ကွယ်မသွားပဲမုံတိုင်းမလာခင်ရင်ကွင်းလိုမျိုးဝင်းကြီးတစ်ခုလုံးကိုလွှမ်းမိုးထားစေပါပဲဝန်နေချင်းထိမ့်မှတ်အခမ်းအနားပြီးလို့လူအကြီးမခွဲခွာကြသေးခင်မှာပဲအကြီးကဲနန်ကရှေ့ကိုတလန်တိုးထွက်လာခဲ့ပါတယ်သူကအသက်ကိုဝါရှူလိုက်ရင်မျက်နှာတစ်ခုလုံးဝင်းပစော်ပြုံးလိုက်ပြီးဂုံတရရှိအဲ့ဒီတော့ပေါင်းလို့ခင်ဗျအခုချက်ချင်းမပြန်ကြပါဘူးနဲ့ဦးဒီနေ့လိုစစ်နှစ်ပြားလေးနဲ့ရဲ့ကွယ်လုံးချင်းဝန်နေချင်းထိမ့်မှတ်နေမှာကျွန်တော်တို့ကြီးညာစရာအရေးကြီးကိစ္စတစ်ခုကြံပါသေးတယ်အဲ့ဒီကိစ္စကဘာလဲဆိုတာကိုတော့ရောက်ရှိနေတဲ့အဲ့ဒီတော့အများစုလည်းကြိုတင်ကြားသိထားပြီးဖြစ်မှာပါလို့ပြောလိုက်ပါတယ်သူကဂုံယူဝင်းကြွားတဲ့ပြုံးကြီးနဲ့ကျွန်တော်နဲ့လူနာရှိရာဘက်ကိုလမ်းကြည့်လိုက်တာပေါ့အဲ့ဒီစကားထွက်လာတာနဲ့တပြိုင်နက်လူအကြီးတစ်ခုလုံးရဲ့အာယုံဆိုင်မှုတွေကချက်ချင်းပဲအထွတ်ထိပ်ကိုရောက်သွားခဲ့ပါတယ်အချင်းချင်းတိုးတိုးတိုးနဲ့ပြောနေကြတဲ့အတန်တွေလည်းစက္ကန့်ပိုင်းတွင်းမှာတင်လုံးဝငြင်းချသွားခဲ့ရတယ်ထိပ်တီးသတင်းမီဒီယာကြီးတွေအားလုံးကပြင်းပြဆုံဆုံကိုစိုးအတင်းနေရာရွှေ့ပြောင်းပြီးကျွန်တော်နဲ့လူနာစီကိုပဲတပြိုင်နက်တည်းအတေလဲချိန်ရလိုက်ကြပါတော့တယ်ကျွန်တော်တို့နှစ်ယောက်ဟာတစ်ကမ္ဘာလုံးရဲ့ဗဟိုချက်မကြီးဖြစ်သွားခဲ့တာပေါ့လူနာကအကြီးကဲနဲ့ရဲ့အကြီးကိုလမ်းတိလိုက်ပြီးအထာနဲ့တဲ့အပြုံးတစ်ခုနဲ့အတူရှေ့ကိုတလန်တိုးထွက်လာခဲ့ပါတယ်ဇိန်းငါတညလုံးတေးသေးချာချာစဉ်းစားခဲ့ပြီးနေ့ရဲ့လက်ထက်ခွင့်တောင်းတာကိုငါလက်ခံပါတယ်ဒါပေမဲ့ငါကအရာရာကိုရိုးရိုးရှင်းရှင်းပဲကြိုက်တဲ့လူစားမျိုးမို့လို့ငါရဲ့တောင်းဆိုချက်တွေကလည်းအလွန်မင်းကြီးတော့မဟုတ်ပါဘူးလို့ပြောရင်းသူမကဆရာသခင်လေးနဲ့ရဲ့အုတ်ကူကြောက်စာတိုင်းစီကိုလက်ကြည့်လိုက်ရသူမရဲ့မျက်နှာပေါ်မှာတော့တကယ်ကိုတန်ရောစင်ရှိလာပါတယ်ဆိုရဲစိတ်ခံစားမှုအရေးရောင်လေးတစ်ချက်ဖြတ်ပြေးသွားခဲ့ပါတော့တယ်ဇိန်းငါနောက်ထပ်အများကြီးမတောင်းဆိုချင်တော့ပါဘူးဂတိတစ်ခုပဲလိုချင်တယ်ဒီလိုထူးခြားတဲ့နေမျိုးမှာဒီလောက်များပြားတဲ့တက်တွေရဲ့ရှေ့မောက်မှာပြီးတော့ငါဖေရဲ့ရှေ့မောက်မှာပေါ့မနေ့ကငါပြောခဲ့တဲ့အချက်တွေအပြင်ငါတို့လက်ထက်ပြီးရင်နင်ကလင်းမိသားစုကိုအဆက်ဆက်အရာရာပြေဝပံ့ပိုးကူညီပေးရမယ်ဒါတွေမှကသေးဘူးငါတင်နှောင်းစေချင်တဲ့အဖိုးခစရင်ကိုလည်းတခါတည်းပြုလုပ်ထားပြီးဒါကငါအတွက်လုံခြုံမှုတစ်ခုပဲလေနင်သဘောတူနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဘာပဲဖြစ်ဖြစ်မိမတယောက်ကအိမ်အောင်ပြုပြီးမိသားစုအတစ်ထဲဝင်ရတော့မှာဆိုတော့လုံခြုံမှုရှိတယ်လို့ခံစားရဖို့လိုအပ်တာပေါ့ပြီးတော့ငါမှာကိုယ်ဝင်လဲရှိနေပြီလေသူမရဲ့စကားလုံးတွေထွက်လာတာနဲ့တပြိုင်နက်လူအကြီးတစ်ခုလုံးစွန့်တိတ်ဆိတ်သွားကြပါတယ်အရာအလုံးကတကယ်ကိုတစ်ခုခုလွဲချော်နေပြီလို့လူတိုင်းခံစားလိုက်ရလို့ပါသူမလွယ်ထားတဲ့ဗိုက်ထဲကကလေးကဇင်းရဲ့ကလေးလုံးဝမဟုတ်တာအတေးချာကြီးကိုသူမကဒါကိုပဲထက်ခါတလဲလဲထုတ်ပြောနေပြီးတင်နှောင်းမဲ့အဖိုးခတိုးတောင်းဖို့အတွက်အတုံးချနေတာလေဘသူကများသူမကိုဒီလောက်ထိအတင်းရဲအောင်တက်တီတွေပေးထားတာလေလူနာကတော့စိတ်ထဲမှာအတိုင်းထက်အလုံးကျင်းနေပီတိဖြစ်နေပြီးညဝန်းထဲမှာတော့အထင်သေးရွံရှာမှုတွေဖြစ်ပြေးနေတာပေါ့သူမကစိတ်ထဲမှာတင်နှောင်းမဲ့အဖိုးခစရင်ကိုတစ်ချက်ပြန်ရည်တွက်နေမိတယ်ဒီလိုမင်းမဖားတဲ့ကောင်ညံခွေကတကယ်ကိုပြင်းစရာကောင်းတာပဲငါဘာပြောဘာရိုးစမမရှိတဲ့လားချက်ချင်းကြီးသဘောတူတာပဲလို့လဲတွေးနေသေးတာပါတေးသေးချာချာနားထောင်စမ်းပါငါဖေကလူသားမျိုးနွယ်စုကြီးတစ်ခုလုံးကြုံတွေ့ရမယ်ဘေးဒုက္ခကြီးကိုရင်ဆိုင်ရင်းနဲ့ကြာဆုံးသွားခဲ့တာလို့သူမကဆက်ပြောလိုက်ပါတော့တယ်ငါအရှိတောင်ဘက်ဒေသရဲ့6နှစ်ကြီးအောက်မှာရှိတဲ့စွမ်းအင်တွင်းတစ်ခုကိုလိုချင်တယ်ဒါကများလုံးလို့လာပြီးတော့ငါကနင့်ကိုကိုဝင်ကြီးနဲ့လက်ထက်မှာဆိုတော့အရှိတောင်ဘက်ဒေသမှာရှိတဲ့လူမိသားစုရဲ့စီးပွားရေးပိုင်ဆိုင်မှုတွေရဲ့က10%ကိုလည်းလိုချင်တယ်ဒါကကောများလုံးလို့လားဒါတွေမှကသေးဘူးငါနင်းနဲ့လက်ထက်ပြီးရင်ငါရဲ့ကိုပိုင်လွတ်လပ်ခွင့်ကိုရာနှုန်းပြီးတောင်းဆိုတယ်နင်ငါကိုလာပြီးမချုပ်ချယ်ရဘူးနင်ငါကိုတန်ဖိုးထားရမယ်ချစ်ရမယ်ငါအပေါ်မကောင်းတာမျိုးလုံးဝမလုပ်ရဘူးတကယ်လို့တယောက်ယောက်ကငါအပေါ်မကောင်းရင်လည်းနင်ကဘာပဲဖြစ်ဖြစ်ငါဘက်ကနေကာဝယ်ပေးရမယ်ပြီးတော့ကလေးမွေးလာလို့လူမိသားစုရဲ့မျိုးရိုးနာမည်အောင်မှာတရားဝင်စည်းသွင်းပြီးရင်လည်းကလေးနဲ့ပတ်သက်တဲ့တာဝန်ဘဝကိုနင်ပဲအပြည့်အဝယူရမယ်လူနာကဘာစီတာမှမရှိပဲတောင်းဆိုချက်ပေါင်း30နီးပါးကိုတရက်ဆက်အော်ဟစ်ပြောချလိုက်ပါတော့တယ်သူမရဲ့တောင်းဆိုချက်တစ်ခုချင်းစီကပုံပြင်းထဲကအတိုင်းစိတ်ကူးရင်စလုံးလာတာကြောင့်လူကြီးကတော့အချက်တစ်ခုကြားလိုက်ရတိုင်းမျက်နှာပြက်သွားကြရတယ်လူနာစကားပြောလို့ပြီးသွားတဲ့အချိန်မှာတော့လူတိုင်းရဲ့မျက်လုံးတွေကကျွန်တော်စီကိုပဲရောက်လာကြပြန်တယ်ကျွန်တော်ကတော့အစကနေအဆုံးထိလုံးဝတည်ငြိမ်နေစေမို့ကျွန်တော်စိတ်ထဲဘာတွေနေလဲဆိုတာဘယ်သူမှခံမလို့မရနိုင်ကြပါဘူးအဲ့ဒီတော်တွေနားနေတဲ့နေရာမှာတော့လူတယောက်ဟာလက်တီးကိုဘယ်လောက်ထိကြစ်ပါအောင်ဆုပ်ထားလဲဆိုရင်လက်စစ်တွေပါဖြူပြောလို့နေပါပြီသူမကစစ်နှစ်ပြားတယောက်ရဲ့အရှိန်အဝါပြအားတွေကိုအလုံးစုံထုတ်လုပ်ပြီးဒီနေရာမှာရှိတဲ့ပွဲကြီးပရိသတ်အားလုံးကိုအမုန်းကြီးပစ်ချင်စိတ်ကိုမနီးအောင်အီအောင်ခံထိန်းထားရတာပါနိုဘာရဲ့လက်ထဲမှာတော့4 မီတာရှည်တဲ့ဓာမကြီးကဘယ်ချိန်ကလေးကရောက်နေမှမသိပဲသူမကြစ်ပါအောင်စုပ်ကင်ထားတဲ့အချိန်ကြောင့်ဓာယုတ်စီကနေကျင်းဆက်ဆက်အတန်တွေတောင်ထွက်ပေါ်လို့နေပါတယ်ဇိန်းနင်ငါရဲ့စီကန်းချက်တွေကိုဘာမှကန့်ကွက်စရာမရှိဘူးမလားဘာပြစ်နာမှမရှိပါဘူးကျွန်တော်စီကအဲ့ဒီစကားထွက်လာတာနဲ့တပြိုင်နက်ကူပြီးမဝင်းတွေကလူကြီးတစ်ခုလုံးလုံးဝကိုယူသွင်းပွဲလောလိုက်ကုန်ကြပါတော့တယ်တဝင်းလုံးလဲထိမ့်မနိုင်သိမရအောင်စူညံပွဲလောလိုက်ပြီးကမောက်ကမတွေဖြစ်ကုန်ကြပါတော့တယ်လူနာရဲ့ဘဝင်ခောက်နေတဲ့ပြုံးကြီးကပို့ပြီးတော့တောင်ကျေပြန့်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီစက္ကန့်ပိုင်းတွင်းမှာတင်ကျွန်တော်ကစကားဆက်ပြောလိုက်တာပေါ့ဒါပေမဲ့လူနာမင်းကတကယ်တမ်းဘသူ့ကိုလက်ထပ်ခိုင်းဖို့စူးစမ်းနေတာလေဒီလောက်ထိများပြားလာတဲ့တောင်းဆိုချက်စင်းကြီးနဲ့တင်နှောင်းမဲ့အဖိုးခါကတော့တကယ့်ကိုအလွန်အကျွံပါပဲလား
နိုဘာရဲ့ဒါမကြီးကလေရဲမှာတင်တန်ခနဲ့ရက်တန့်သွားခဲ့ရတယ်အဖေလို့ရှင်လဲစကားပြောဖို့ပြင်းနေရင်ကနေရုတ်တရက်အန်တာသွားခဲ့ရတယ်လူကြီးတစ်ခုလုံးလဲလုံးဝကိုငြင်းချသွားခဲ့ရတာပေါ့လူနာကမျက်တောင်တစ်ဖြတ်ဖြတ်ခဲ့ရင်ဇိန်းနင်းဘာကိုဆိုလိုတာလဲမင်းကကျွန်တော်ဆရာသခင်ရဲ့တမီးလေးကျွန်တော်ရဲ့ညီမလေးတယောက်ပဲအခုမင်းမှာကိုဝင်ရှိနေပြီဆိုတော့တကယ်လို့ဒီလိုတရားတဲ့သဘောတူညီချက်ကိုရဲရဲဝံ့ဝံ့လက်ခံပြီးရှေ့ထွက်လာရဲမဲ့တကယ်လူစွမ်းကောင်းတယောက်ကိုမင်းရှာတွေ့နိုင်ခဲ့မယ်ဆိုရင်တော့မင်းရဲ့စီနီယာအစ်ကိုတယောက်အနေနဲ့မင်းအတွက်တကယ်ကိုဝမ်းသာပြီးဖြစ်ရပါတယ်လူနာရဲ့မျက်နှာတစ်ခုလုံးတွေးဆုပ်သွားပြီးတမနီလိုမိခိုးရောင်တန်းသွားခဲ့ရတယ်သူမရဲ့အတန်ကလည်းရေခဲလိုအေးစိမ်သွားခဲ့တာပေါ့ဇိန်းငါနင်းကိုတတိပေးလိုက်မယ်ငါကိုဒီလိုမျိုးလာပြီးနောက်ပြောင်မနေနဲ့နင်းကိုငါနောက်ဆုံးခွင့်ရေးတစ်ချိန်ပဲပေးမယ်စောစောကနင်းပြောခဲ့တဲ့စကားတွေကိုချက်ချင်းပြန်ရုပ်သိမ်းလိုက်မဟုတ်ရင်တော့နင်းနဲ့ငါဘွားဆက်တိုင်းပြီးပြတ်သွားပြီလို့သာမှတ်လိုက်တော့ကျွန်တော်ကတော့ဖြည်းဖြည်းချင်းခေါင်းခါလိုက်ရင်ငါပြက်ပြက်သားသားပဲပြောလိုက်မယ်ငါမှမင်းကိုလက်ထပ်ဖို့ဆိုတဲ့စိတ်ကူးစိတ်စေတနာမျိုးဘယ်တော့မှမရှိခဲ့ဘူးကျွန်တော်စီကအဲ့ဒီစကားထွက်လာတာနဲ့တပြိုင်နက်လူအကြီးတစ်ခုလုံးဝုန်းကနေပောက်ကွဲထွက်မတက်ဆူညံသွားပါတော့တယ်လူနာနဲ့လင်းမိသားစုတစ်ခုလုံးလဲဒေါသအိုးပေါက်ကွဲပြီးမျက်နှာတွေဖြူလျော်ကုန်ကြတာပေါ့အကြီးကဲနဲ့ရဲ့မျက်နှာပေးကလည်းလူတက်တော့မဲ့အတိုင်းကျွန်တော်ကိုစူးစူးဆိုင်ဆိုင်စိုက်ကြည့်နေပါတယ်ဇိန်းနင်းဒီလောက်ထိတာဝန်တီးစိတ်နဲ့တစ္ဆာတရားမရှိတဲ့ကောင်ဖြစ်လိမ့်မယ်လို့ငါဘယ်တော့မှမမျှော်လင့်ထားခဲ့ဘူးငါကတော့လူနာရဲ့ဘဝတစ်ခုလုံးကိုနစ်လက်ထဲအနံဖို့စဉ်းစားနေခဲ့တာလို့သူကဒေါသတကြီးအော်ဟစ်လိုက်ပါတော့တယ်အခုငါတရားဝင်ကြီးညာလိုက်မယ်နင်ကတော့လူနာကိုလက်ထပ်ဖို့အခွင့်အရေးလုံးဝကိုအပြည့်ပိုင်ဆုံးရှုံးသွားပြီးဒါတွေမှကသေးဘူးနင်ကိုယ်တိုင်ကဂတိဖြတ်ပြီးနောက်ဆုတ်သွားတာဖြစ်တဲ့အတွက်လိမိသားစုရဲ့နစ်နာမှုအားလုံးကိုနင်ပဲလျော်ကြေးပေးရမယ်အခုလိုလူများရှေ့မှာပေါ်တင်ဂတိဖြတ်တာကလိမိသားစုကိုတင်မကဘူးကွယ်လွန်သူစစ်နှစ်ဖျားကိုပါအဆုံးစုံထိစော်ကားလိုက်တာပဲဒါကြောင့်မို့လို့နင်ဘာပဲဖြစ်ဖြစ်နစ်ဆရာသခင်ရဲ့အုတ်ကူရှေ့မှာဒူးထောက်ပြီးတောင်းပန်ရမယ်ပြီးတော့လူနာတောင်းဆိုထားတဲ့တင်တောင်းမယ်အဖိုးခရဲကတစ်စိတ်တစ်ပိုင်းကိုလည်းနင်နစ်နာကြီးဖြစ်ပေးရမယ်ငါတို့လိမိသားစုကတရားမျှတတဲ့လူတွေပါသုံးပုံတစ်ပုံပေးရင်ရပြီမပေးဘူးဆိုရင်တော့ငါရဲ့ကောင်းဆရာကြီးဆိုတဲ့ဂုံချက်ကိုအလောင်းစားလုပ်ပြီးလူမိသားစုရဲ့အိမ်တကားဝအထိလာပြီးပြဿနာရှာပြီးမယ်အကြီးကဲနံကတော့ရော်ကြီးပေးရမယ်ဆိုတဲ့ခေါင်းစဉ်ကိုအသုံးချပြီးတင်နောက်မဲ့အဖိုးခတွေကိုစိုးအတင်းညှစ်ထုတ်ဖို့အတွက်ပရိယေစင်ကအကြက်ကင်နေတာဖြစ်ပါတယ်ကျွန်တော်ကတော့သူ့ကိုယူသွန်းပေါ်ကြောင်သွားတဲ့လူတယောက်ကိုကြည့်လို့မျိုးအကြီးနဲ့စိုက်ကြည့်လိုက်တာပေါ့ကျွန်တော်ရဲ့နှုတ်ခမ်းထောင်းကလောင်ပြုံးကလည်းစက္ကန့်ပိုင်းတွင်းမှာတင်တိတိတာတာကြီးပို့ပြီးကျေပြက်လာခဲ့ပါတယ်အကြီးကဲနံကစိတ်ထဲမှာအုံခနဲ့တစ်ခုခုနဲ့အိုက်ခံလိုက်ရလို့မျိုးရုတ်တရက်တုံးလို့သွားခဲ့ရတယ်ဒါကဘာကြီးလဲနင်ကခေါင်းဆရာကြီးတယောက်ရဲ့ရှေ့မှာမတက်ရက်နေတာတော့မှအခြေခံကြတဲ့ယူသေးလေးစားမှုဆိုတာမျိုးနည်းနည်းလေးမှမရှိဘူးလားအကြီးကဲနံကဒေါသတွေထုံးထုံးတောက်လောင်ရင်ရင်ဘက်ကြီးတလက်လက်ဖြစ်နေရှာတာပါကျွန်တော်ကတော့ဘာမှအလောတကြီးမရှိပဲသူ့စီကိုဖြည်းဖြည်းချင်းတလန်းတိုးသွားလိုက်ပါတယ်ခေါင်းဆရာကြီးဆိုတဲ့ယာဒူးကုန်ကျက်အဲ့ဒါရဲ့တကယ်အတိတ်ပဲစစ်အမှန်ကိုခင်ဗျားတကယ်ကောနားလေရလားခင်ဗျားကောအဲ့ဒီကုန်ကျက်နဲ့ထိုက်တန်ရလားကျွန်တော်ရဲ့အဲ့ဒီစကားလုံးတွေကအကြီးကဲနံရဲ့စိတ်ကိုအကြီးကျယ်သွားဆုလိုက်တယ်လို့ဖြစ်သွားခဲ့ရတယ်သူကဒေါသမီးတွေပောက်ကွဲထွက်ရက်နဲ့နင်းဒီလိုရိုင်းဆိုင်ရော်ရဲနဲ့ကောင်စုပ်လေလို့ဒေါသတကြီးအော်ဟစ်လိုက်ပါတော့တယ်နင်ကဘာကောင်မှမဟုတ်တဲ့စားပြီးကစားနေုံကလွဲလို့ဘာမှမလုပ်တတ်တဲ့အဆင့်တပါရဲ့မီရှင်သူဒေးသားလေးပဲရှိသေးတာအဲ့ဒါကိုအဆင့်ခုနဲ့ကောင်းဆရာကြီးတယောက်ကိုအထင်သေးရတယ်ပေါ့ကဲဒါဆိုရင်ငါကဘာဖြစ်လို့မထိုက်တန်ရတာလဲပြောစမ်းအဲ့ဒါကိုတေးသေးချာချာတက်တင်မပြနိုင်ရင်တော့နင်ကလူမိသားစုရဲ့တခင်လေးဖြစ်နေပါစေဦးငါနဲ့အိမ်တကားဝထီလာပြီးအဖြေတောင်းတင်မယ်အကြီးကဲနဲ့ရဲ့ဒေါသတကြီးစင်ခေါ်မှုကိုရင်ဆိုင်နေရပေမဲ့ကျွန်တော်မျက်နှာကတော့လုံးဝတည်ငြိမ်နေသေးပါပဲကျွန်တော်ကစကားကိုဖြည်းဖြည်းချင်းနဲ့ပြက်ပြက်သားသားပြောလိုက်ပါတယ်လိမိသားစုအတွက်ဆိုပြီးတော့လူနာကိုအတုံးချကကျွန်တော်စီကနေကျင့်စဉ်ရင်းမြစ်တွေဘလောက်ထိတိတ်ဆိတ်ညစ်ထုတ်ခဲ့လဲဆိုတာကိုကျွန်တော်တို့ထိတောင်မပြောသေးဘူးလူနာကအပြင်ထွက်ပြီးအခြားယောက်ျားတယောက်နဲ့ကိုဝင်ရလာခဲ့တာလေအဲ့ဒါကိုခင်ဗျားကသူမကိုစနစ်တကျမစုံမနိုင်ခဲ့တဲ့အုတ်ထင်းသူတယောက်အနေနဲ့ကိုအရင်မေးကုန်အထုတ်ရမယ့်အစားဒီကိစ္စနဲ့ဘာမှပတ်သက်တဲ့ကျွန်တော်ကိုဒူးထောက်တောင်းပန်ဖို့စိုးအတင်းတောင်းဆိုနေတယ်အမားမှန်ကိုလည်းမခွဲခြားတဲ့အခြေခံဂုဏ်သိက္ခာနဲ့တစ္ဆာတရားလည်းမရှိတဲ့ခင်ဗျားလိုလူကကောင်းဆရာကြီးဆိုတဲ့ဘွေးထူးနဲ့ထိုက်တန်ပါမလားကျွန်တော်ပြောလို့လဲဆုံးရောအကြီးကဲနဲ့တယောက်လုံးဝကိုစိတ်လွတ်သွားပါတော့တယ်သူ့ရဲ့ခန္ဓာကိုယ်စီကနေလူသက်ချင်းစိတ်အရှင်ဝါတွေကဝန်ကနေပောက်ကွဲထွက်လာခဲ့တာပါနင်ကတော့အသက်ရှင်ရတာညှိမွေ့နေပြီထင်တယ်ဘာကောင်မှမဟုတ်တဲ့ကောင်းစိုးလေးကများကောင်းဆရာကြီးတယောက်ကိုလာပြီးဝေဖန်ရဲတယ်ပေါ့လို့သူကဒေါသတကြီးအော်ဟစ်လိုက်ပါတော့တယ်ဒီနေ့တော့ငါနဲ့ဖေကိုစားနင်ကိုဆုံးမရမှာပဲအကြီးကဲနံကရက်နေရဲ့နေရာကနေရုတ်တရက်ပြောက်ကွယ်သွားပြီးနောက်တစ်စက္ကန့်မှာတော့ကျွန်တော်ရဲ့အရှိတိတ်တွေမှာဝန်ကနေပေါ်လာပါတယ်သူ့ရဲ့လက်ကကျွန်တော်လေပစ္စည်းကိုချက်ချင်းချင်းရွေးပြီးပြေးဝင်လာတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလေထုကြီးတစ်ခုလုံးကွဲအပ်သွားသလိုမျိုးဒုံကနေအတန်ကျေကြီးထွက်ပေါ်လာခဲ့ပါတယ်အကြီးကဲနံရဲ့ခန္ဓာကိုယ်ကြီးကအမြောက်ဆန်တလုံးလိုမျိုးနောက်ပြန်လွင့်ထွက်သွားပြီးမြေပြင်ပေါ်မှာတီးယူတိုက်ပါသွားခဲ့ရတယ်သူ့အဝေးကြီးကိုမလွင့်သွားခင်မှာပဲသူ့ရဲ့ဘေးနားမှာလူကြီးတစ်ခုချက်ချအင်းပေါ်လာခဲ့တာပေါ့အဲ့ဒါကတော့ဦးလေးကျင်ပဲဖြစ်ပါတယ်သူကမြေပြင်ပေါ်မှာလွင့်ထွက်နေတဲ့အကြီးကဲနံကိုကြည့်ပြီးအေးစိမ့်စွာနဲ့လောင်ရဲလိုက်ရင်မင်းကကိုဘာကောင်လဲလို့ထင်နေတာလဲလို့ပြောလိုက်တယ်အဲ့ဒီနောက်ဦးလေးကျင်ကသူ့ရဲ့လက်ချောင်းတွေကိုဖျက်လိုက်ပြီးအကြီးကဲနံရဲ့မျက်နှာကိုလက်ဝါးကြီးနဲ့ပိတ်ဆွဲကမြေပြင်ပေါ်ကိုဝန်ကနေမျက်နှာအဆိုင်ဆောင်ပစ်လိုက်ပါတော့တယ်ကျွန်တော်ကတော့လူနာဘက်ကိုအကြည့်လွှဲလိုက်ပြီးမင်းတေတေချာချာတီးထားတဲ့အမှန်တရားချို့ရှိသေးတယ်လို့ပြောလိုက်ပါတယ်ပြီးတာနဲ့သတင်းထောက်တယောက်ရဲ့အနားကိုရှောက်သွားပြီးမိုက်ခရိုဖုန်းကိုလမ်းယူလိုက်တာပေါ့ကင်မရာဆရာတွေနဲ့သတင်းထောက်တွေအားလုံးလုံးဝစုံမင်တက်ပြီးကျွန်တော်ကိုပဲစိုက်ကြည့်နေကြပါတယ်ကျွန်တော်ကတော့ခါကိုမမရက်လိုက်ပြီးမိုက်ခရိုဖုန်းကနေတဆင့်ပြောလိုက်ပါတယ်လွန်ခဲ့တဲ့3နှစ်ကဒီလိုနေ့မျိုးမှာကျွန်တော်ရဲ့ဆရာသခင်လင်းနေဟာကျေစင်နဂါဝတ်တိုက်ပွဲကိုအဆုံးသတ်ခဲ့ပြီးသူ့ရဲ့အသက်ငယ်နေတဲ့ခန္ဓာကိုယ်ကြီးကိုမြေပြင်ပေါ်ကိုမနေ့တည်းဆောင်လာခဲ့ရတယ်သူ့ရဲ့နောက်ဆုံးထွက်တဲ့အချိန်မှာကျွန်တော်ကိုမာရန်ချွေခဲ့တဲ့လမ်းညွှန်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့နောက်ထပ်3နှစ်အတွင်းမှာသူ့ရဲ့သမီးလူနာကကျွန်တော်စီကနေဘာပဲတောင်းဆိုဘာစီကန်းချက်မှမရှိပဲအားလုံးကိုသဘောတူပေးရမယ်ဆိုတာပါပဲကျွန်တော်ဂတိပေးခဲ့တယ်အဲ့ဒီ3နှစ်လုံးလုံးလည်းဂတိအတိုင်းတသေးဝမတိုင်းဆောင်ထင်းခဲ့ပါတယ်အားလုံးမြင်တွေ့ခဲ့ကြရတဲ့အတိုင်းပဲကျွန်တော်ဟာတကဘာလုံးရဲ့လောင်ပြောင်ခဲ့ရဲ့ခြင်းကိုခံရတဲ့မိမဖားတဲ့ကောင်တယောက်ဖြစ်ပေးခဲ့ရတယ်ဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီ3နှစ်သက်တမ်းဂတိကိုကအပြီးပိုင်ပြည့်မြောက်သွားပါပြီဂတိစကားကဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါပြီကျွန်တော်အနေနဲ့လူနာပေါ်မှာဘာကြွေးမှမရှိတော့ပါဘူးကျွန်တော်စီကအဲ့ဒီစကားလုံးတွေထွက်လာတာနဲ့တပြိုင်နက်လူနာရဲ့မျက်နှာပေးကလုံးဝကိုစွန့်အေးခဲသွားခဲ့ရတယ်လို့ကျွန်တော်ရဲ့စကားတန်တွေကလည်းဝဲတက်လာတဲ့လူအကြီးတစ်ခုလုံးရဲ့စိတ်နှလုံးကိုပြင်းထန်လာတဲ့ရိုက်ခတ်မှုလိုင်းလုံးကြီးတစ်ခုလိုမျိုးတုံ့လောက်ချောက်ချသွားစေပါတော့တယ်နိုဘာတယောက်နေရာတင်ကြောင်အန်းကြီးနဲ့မတရက်ကြံခဲ့ပြီးသူမရဲ့လက်ကလည်း4 မီတာရှည်တဲ့ဓာမကြီးကိုကင်ထားရက်သားလုံးဝစွန့်မင်တက်နေရှာတာပါစစ်နှစ်ပြားတယောက်ဖြစ်တဲ့အဖေလော့ရှန်ကိုတိုင်တော်မှဒီမန်တရားကြီးကိုချက်ချင်းကြီးလက်ခံရခတ်နေပုံမျိုးနဲ့မြေတောင်တစ်ဖြတ်ဖြတ်ခတ်ပြီးဇွေးဇွားဖြစ်သွားခဲ့ရတယ်လူအကြီးကတော့စက္ကန့်ပိုင်းလောက်ငြင်းချသွားပြီးတဲ့နောက်မှာဝန်ကနေစူညံပွက်လော်လိုက်ကုန်ကြပါတော့တယ်လူနာရဲ့ခေါင်းထဲမှာတော့အတန်တွေမျိုးမြည်ပြီးအရာအလုံးကြောက်တောက်ဆန်ကုန်တာပေါ့ကျွန်တော်အခုလိုဖွင့်ချလိုက်လိမ့်မယ်လို့သူမအိမ်မက်တောင်မဖူးတာမို့လုံးဝကိုအငိုက်မိသွားခဲ့ရတာပါမဖြစ်နိုင်တာလုံးဝမဖြစ်နိုင်တာ
လူနာတယောက်ဒါကိုလုံးဝလက်မခံနိုင်ပဲတောင်းကြီးရက်နေမင်းမျက်ဝန်းတွေထဲမှာတော့မြုံကြည်နိုင်မှုတွေပြည့်နေလို့နေပါတယ်ဒါဆိုရင်ငါကဘာဖြစ်လို့ဒီအကြောင်းကိုဘာမှမသိခဲ့ရတာလဲဇိမ့်နေငါကိုလက်မထက်ချင်လို့ရာဇဝင်ကွက်တွေလာစင်နေတာမလားနင်ဘာကစားပွဲစင်နေတာလဲနင်ငါ့အပေါ်မှာကောငါပိုက်ထဲကကလေးပေါ်မှာပါတောင်းမြူချင်လို့စင်ချေပေးနေတာမလားတဲ့ကျွန်တော်ကတော့အေးစိတ်စွာပြောလိုက်ရင်ငါနောက်ဆုံးအချိန်အဖြစ်ပြက်သားပြောလိုက်မယ်ဒီနေ့ငါပြောခဲ့တဲ့စကားလုံးတိုင်းကအမှန်တရားတွေကြီးပဲငါ3နှစ်တက်တန်းကတိကိုအပြည့်အဝဖြည့်ဆည်းပေးခဲ့ပြီးဒီစက္ကန့်ကစလို့မင်းနဲ့ငါနဲ့ဘာမှမပတ်သက်တော့ဘူးအကုန်ပြီးဆုံးသွားပြီလူနာဒါကမင်းကိုငါရဲ့ညီမလေးဖြစ်နောက်ဆုံးအချိန်ခေါ်ဆိုခြင်းပဲပြောပြီးတာနဲ့တပြိုင်နက်ပွဲတက်လာတဲ့လူအားလုံးရဲ့မျက်မှောက်ရှောက်မှာတင်ကျွန်တော်နောက်လှည့်လိုက်ပြီးဆရာသခင်လေးနဲ့ရဲ့အုတ်ကူရှိမှဒူးထောက်ချလိုက်ပါတော့တယ်ပြီးတော့မြေပြင်နဲ့နတ်ဘူးနဲ့ထိတဲ့အထိပြက်သား3ချိန်တိုင်းဥညွတ်လေးပြုလိုက်တယ်ဆရာသခင်ဆရာတစ်ချိန်ကပြောခဲ့ဘူးလေ3ချိန်ဥညွတ်တာကတန်ရောစင်ကတိကိုအဆုံးသက်စေရဆိုတာဆရာနဲ့ကျွန်တော်ဆုံတွေ့ခဲ့တဲ့နေ့မှာဆရာကကျွန်တော်ကိုတပိတယောက်အဖြစ်လက်ခံပေးခဲ့တယ်အခုဒီ3ချိန်ဥညွတ်မှုနဲ့အတူဆရာနဲ့တပိကြားကတန်ရောစင်အနောင်ဖွဲကတော့ဒီပြက်ဆုံးနေသွားပါပြီလူနာနဲ့ပတ်သက်ပြီးတော့လေကျွန်တော်လုပ်ပေးနိုင်တဲ့များအားလုံးကိုအစွမ်းကုန်လုပ်ပေးခဲ့ပြီးပါပြီဆရာဒီနောက်ပိုင်းဘာပဲကြုံရသူမကိုယ်တိုင်ပဲတယောက်တည်းရင်ဆိုင်ရတော့မှာပါဥညွတ်ကရဝပြုခြင်းကိစ္စကတော့ပြီးဆုံးသွားခဲ့ပါပြီကျွန်တော်ဟာမြေပြင်ကနေဖြည်းဖြည်းချင်းမတက်ပြန်ထည့်လိုက်ပြီးအုတ်ကူစီကိုနောက်ဆုံးအချိန်အဖြစ်ခါညွတ်လေးပြုလိုက်ပြီးတဲ့နောက်မှာတော့ကျွန်တော်ရဲ့ခါယိုကြီးကိုမဆန့်ထုတ်ပြီးလုံးရမရက်တီလိုက်ပါတော့တယ်လူနာကတော့ဖြစ်သမျှမြင်ကွင်းတစ်ခုလုံးကြောင့်ဘာလို့ရမှမသိစွန့်လျက်နဲ့လိုကြီးတွေကတိုးဝေဖန်ပြောဆိုနေကြတဲ့တန်စင်တွေကိုနားထောင်ရင်းကျွန်တော်ကိုစိုက်ကြည့်နေရှာတာပါလူနာတယောက်အခုထိမယုံကြည်နိုင်သေးပါဘူးနင်ကတကယ်ပဲငါ့ကိုလက်မထက်ချင်ုံတက်နဲ့ငါဖေနေရှိခဲ့တဲ့ဆရာတပိတန်ရောစင်ကိုပါဒီလိုမျိုးဖျက်တောက်ပစ်လိုက်တာပေါ့လေကျွန်တော်ကတော့ဘာစကားမှပြန်မပြောဘဲတိတ်ဆိတ်စွာပဲနေလိုက်ပါတယ်ကျွန်တော်ရဲ့တိတ်ဆိတ်မှုကသူမရဲ့နှလုံးသားစီကိုအေးစိမ့်တဲ့အေးဓာတ်တစ်ခုတိတ်မတ်စီးဆင်းသွားစေခဲ့ရပေါ့သူမရဲ့မျက်နှာပေးကဒေါသတကြီးနဲ့ရှုံးမဲ့သွားခဲ့ရတယ်ငါအခုမှအကုန်သဘောပေါက်ပြီးမနေ့ကနင်ငါရဲ့တောင်းဆိုချက်တွေကိုသဘောတူခဲ့ရဆိုတာဒီနေ့လူများကြီးရဲ့ရှေ့မှာငါ့ကိုအဆက်ခွဲပြီးမှဂတိဖြတ်ချင်လို့ကိုစိန်နင်တကယ်ကိုရက်ဆက်လုံးနဲ့ဘာပဲဖြစ်ငါဖေက3နှစ်တီနေရဲ့ဆရာသခင်ဖြစ်ခဲ့တာလေအခုနင်ငါ့ကိုဒီလိုဆက်ခွဲတဲ့လိမိသားစုကိုအဆက်ခွဲတဲ့နစ်လိပ်ပြနင်တက်နိုင်ပါဦးမလားလူနာတယောက်အော်ဟစ်ငိုလိုမတက်ဖြစ်နေရှာတာပါအဝန်းကျင်တစ်ခုလုံးမှာလည်းတိုးနဲ့လက်ညှိုးထိုးဝေဖန်ပြောဆိုတဲ့တွေဝိုင်းအောင်နေတာမို့လူနာတယောက်အဆက်နဲ့ဒေါသပေါင်းဆက်ပြီးစိတ်လွတ်သွားခဲ့ပါတော့တယ်သူမကကျွန်တော်စီကိုဝန်ကနေပြေးဝင်လာပြီးကျွန်တော်မျက်နှာကိုလက်ဝါးနဲ့ပိတ်ရိုက်ဖို့လက်ကိုအားပြင်းနဲ့မြောက်လိုက်တဲ့အချိန်မှာပဲဘယ်ကနေရောက်လာမှမသိတဲ့တောင်ပြီးတလို့ပြင်းထန်လာတဲ့အရှင်ဝါပြအားကြီးတစ်ခုကသူမရဲ့ခန္ဓာကိုယ်ပေါ်ကိုဝန်ကနေဖိနှိပ်ချလိုက်ပါတော့တယ်လူနာတယောက်လူအကြီးအားလုံးရဲ့ရှေ့မောက်မှာတင်မြေပြင်ပေါ်ကိုဒူးထောက်ရတာဝန်ကနေလဲကျသွားခဲ့ရတယ်သူမဟာဆရာသခင်လေးနဲ့ရဲ့အုတ်ကူကြောက်စာတန်ရဲ့ရှေ့တိတ်တွေမှာတင်အတင်းကျပ်ဒူးထောက်ခိုင်းခြင်းခံလိုက်ရတာပါဦးလေးကျင်ကသူ့ရဲ့အဆင့်ရှိရွှေရောင်ခန္ဓာကိုယ်ပိုင်ရှင်အရှင်ဝါဖိအားတွေကိုထုတ်လွှတ်လိုက်ပြီးသူမကိုလှုပ်လို့မရအောင်လုံးဝဖိနှိပ်ချုပ်ချယ်ဖြစ်လိုက်တာဖြစ်ပါတယ်လူနာရဲ့မျက်ဝန်းထဲကအလင်းရောင်တွေအားလုံးမြင့်ပြောက်ကွယ်သွားခဲ့ရပြီးအကြည့်တွေကလည်းပြူးကြောင်ကြီးဖြစ်သွားခဲ့ရတယ်ဇိန်နင်ငါရှေ့မှာဒူးလာထောက်ရင်တော့မှနင့်ကိုငါဘယ်တော့မှခွင့်မလွတ်ဘူးအဲ့ဒီစက္ကန့်ပိုင်းမှာတင်လူနာရဲ့စိတ်ဓာတ်တွေအားလုံးအစိမ့်လိုက်ခြင်းမို့ပျက်စီးသွားခဲ့ရပါပြီသူမရဲ့မျက်ဝန်းထဲကနောက်ဆုံးပိတ်အသက်အရေးရောင်လေးတွေပါလုံးဝပြောက်ကွယ်သွားခဲ့တာပေါ့ကျွန်တော်ကတော့လူနာတယောက်ဒေါသတကြီးအော်ဟစ်ကြံခဲ့တာကိုလျစ်လျူရှုထားလိုက်ပြီးနောက်လည်းမကြည့်တော့ပါဘူးကျွန်တော်လက်ကိုအားပြင်းနဲ့တစ်ချက်ဝှေ့ရမ်းလိုက်ပြီးအင်းစေချင်းလက်စွပ်ထဲကနေစနာကူးနဲ့တာတစ်တာသုံးလုံးကိုထုတ်ယူလိုက်ပါတယ်ကျွန်တော်ရဲ့ဆရာသခင်မကြဆုံးခင်ရပိုင်းလိုတုန်းကသူကအချို့သောຢာတွေကိုကျွန်တော်ထံမှာအနံ့သိမ်းစေခဲ့ပါတယ်ဒီအကြောင်းကိုရောက်ရှိနေတဲ့အဲ့ဒီတော့အများစုလည်းကြားပူးကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်စီကအဲ့ဒီစကားထွက်လာတာနဲ့တပြိုင်နက်လူအကြီးရဲ့မျက်နှာတိုင်းမှာအန်တာရုံလုံးမှုတွေကူးဆက်သွားခဲ့ပြီးအဲ့ဒီနောက်မှာတော့သူတို့ရဲ့မျက်ဝန်းထဲမှာလောဘစောတောက်လောင်မှုတွေအထင်သာပေါ်လာပါတော့တယ်စစ်နှစ်ပြားတယောက်ဖြစ်တဲ့အဖေလော့ရှင်တယောက်ပဲလုံးဝတည်ငြိမ်နေသေးပါပဲသူကမျက်ခုံးတစ်ဖက်ကိုအตาအရာပစ်လိုက်ရင်ကျွန်တော်ကိုလန့်ကြည့်လိုက်တဲ့ပစ်တာကျိုးကတော့ခေါင်းကိုဝန်ကနေမောကြည့်လာပြီးသူ့ရဲ့အကြည့်တွေကအေးစိန်ကတားကောင်ကိုချောင်းမြောင်းနေတဲ့တားရဲတကောင်လိုဖြစ်သွားခဲ့ရတယ်ပြီးတော့စောကတင်မျက်လုံးတွေတေဆုံးနေခဲ့တဲ့လူနာရဲ့မျက်ဝန်းတွေကလည်းရုတ်တရက်အသက်ပြန်ဝင်လာသလိုမျိုးအယောင်တွေပြန်နောက်လာခဲ့တာပေါ့ကျွန်တော်ကတော့တယောက်နဲ့တယောက်မျက်နှာပေးခြင်းမတူပဲကွဲပြားခြားနားနေတဲ့လူကြီးကိုဝေးကြည့်လိုက်ရင်မျက်ဝန်းတွေကတောက်ပလို့နေပါတယ်ဒီစနာကူးတစ်တာသုံးလုံးရဲ့အတွင်းထဲမှာဘာတွေရှိနေလဲဆိုတာကိုတော့ကျွန်တော်ရဲ့ဆရာသခင်ကိုယ်တိုင်လည်းဘာမှထုတ်ပြောမသွားခဲ့ပါဘူးပြီးတော့ဒါတွေကကျွန်တော်အတွက်ပေးခဲ့တာလည်းလုံးဝမဟုတ်ပါဘူးကျွန်တော်ကတော့ယာယီဆောင်ရှောက်ပေးရတဲ့သူတတ်ပါပဲဆရာသခင်မှာကြားခဲ့တဲ့တခုတည်းသောလမ်းညွှန်ချက်ကတော့3နှစ်ပြည့်တဲ့ဒီနေ့မှာဒါတွေကိုလူများရှိပေါ်တင်ထုတ်ပြဖို့ပါပဲကျွန်တော်ကတော့အေးဆေးပဲပြောလိုက်ရင်မကြခင်ကာလအတွင်းမှာပထမဆုံးဒေတာကိုဖွင့်လှစ်မဲ့ရဆွဲကိုကျွန်တော်တရားဝင်ကြေညာပေးပါမယ်အဲ့ဒီအချိန်ကျရင်စိတ်ပါဝင်စားတဲ့သူဘယ်သူမှမဆိုလာရောက်ပြီးကန်ဆန်းနိုင်ပါတယ်ဒီနေ့ရဲ့ပြဿနာကတော့ဒီနေရာမှာတင်ပြီးဆုံးပါပြီကျွန်တော်ဆရာသခင်ကိုလာရောက်ကရောပြုကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မှာအရေးတကြီးလုပ်စရာကိစ္စလေးတွေရှိနေသေးလို့အခုပဲခွင့်ပြုပါဦးဝမ်းနေချင်းထိမ့်မှတ်အခမ်းအနားကတော့ပြီးဆုံးသွားပါပြီအားလုံးလည်းပြန်နိုင်ကြပါပြီလို့ပြအော်လိုက်ပါတယ်ကျွန်တော်နောက်လှည့်ပြီးအဝင်းဝစီကိုရှောက်လန်းဖို့ပြင်လိုက်တဲ့အဲ့ဒီစက္ကန့်ပိုင်းတွင်းမှာတင်ကျွန်တော်ရဲ့နောက်ကျောဘက်စီကနေလေထုကိုဖျက်တမ်းပြီးအော်ဟစ်တန်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပြန်တယ်ဇိန်နင်းအဲ့ဒီဒေတာတွေကိုယူသွားလို့မရဘူးအဲ့ဒါတွေကကွယ်လွန်သူငါအကိုရဲ့ပစ္စည်းတွေပဲသူ့ရဲ့ပစ္စည်းမှန်သမျှလိမိသားစုနဲ့ပဲဆိုင်တယ်အကြီးကဲနံကဒီခွင့်ရေးကိုမြင်ပြီးနာကျင်မှုတွေကိုအောင်ဤကာဆိုအတင်းထျက်ဖို့စ조사တာပါဒါပေမဲ့သူ့ခန္ဓာကိုယ်ကအာအင်ကုန်ခန်းသွားခဲ့ပြီးမြေပြင်ပေါ်ကိုမျက်နှာအဲ့လက်သားဝန်းကနေပြန်လဲကျသွားခဲ့ရတယ်သူ့ရဲ့အောက်ကစက်ကျင်ကြောက်ပြားကြီးတွေပါအပိုင်းပိုင်းဆဆကြေမသွားခဲ့တာပေါ့ဦးလေးကျင်ကသူ့ရဲ့ခေါင်းကိုခြေထောက်နဲ့ပိတ်နှင်းလိုက်ရင်ကောင်းစရာကြီးငင်လေးနေစမ်းပါလို့တတိပေးလိုက်ပါတယ်ထို့နောက်မှာတော့ဦးလေးကျင်ကကျွန်တော်နဲ့အတူစစ်နှစ်ပြားရဲ့အုတ်ကူပြီးမဝင်းထဲကနေရှောက်လန်းထွက်ခွာလာခဲ့ပါတယ်သူကကျွန်တော်ကိုတကယ်ကိုအားရကျင်နေလာပါတယ်ဆိုတဲ့မျက်နှာပေးမျိုးနဲ့လမ်းကြည့်နေတာပေါ့ဒီနေ့ဖြစ်ခဲ့သမျှအရာအလုံးကသူ့ကိုတကယ်ကိုအငိုက်မိသွားစေခဲ့တာအမှန်ပါပဲအဲ့ဒီအချိန်မှာပဲကျွန်တော်တို့နဲ့ရင်းနှီးပြီးသားလူကြီးတစ်ခုရှိကနေရှောက်လန်းလာခဲ့ပါတယ်အဲ့ဒါကတော့စစ်သုံးပေလောက်ရှည်ရလာတဲ့ဓာမကြီးကိုပခုံးပေါ်မှာထမ်းပိုးထားတဲ့နိုဘာပဲဖြစ်ပါတယ်ကျွန်တော်တို့နှစ်ယောက်ဟာတယောက်မျက်နှာတယောက်စိုက်ကြည့်ရင်တိတ်ဆိတ်စွာမတက်ရနေမိကြတယ်ဒါဆိုဆရာသခင်လင်းနင်ကနင့်ကိုတကယ်ပဲယုံကြည်ခဲ့တာပေါ့လေကျွန်တော်ပြောတင်ပြောထိုက်တာတွေကိုတော့အကုန်ပြောခဲ့ပြီးဒါနဲ့တင်လုံလောက်လိမ့်မယ်လို့မျှော်လင့်တာပဲလို့နှမျောစရာပဲဗျာ
ဒီနေ့ဒီဓာကြီးကသွေးမတောက်လိုက်ရဘူးနိုဘာကပြောဆိုနဲ့ပဲ73ပေရှည်တဲ့ဓာမကြီးကိုနှစ်ပိုင်းဖြတ်ပြီးပြန်ကားပေါ်ကိုလှမ်းတင်လိုက်ပါတယ်ဦးလေးကျင်ကကျွန်တော်ကိုကားထဲဝင်ဖို့တေးသေးချာချာတကားဖွင့်ပေးပြီးအဆောင်ရှောက်လုပ်ပေးတာပေါ့အင်ဂျင်စနိုးတန်နဲ့အတူကျွန်တော်တို့လည်းအဲ့ဒီနေရာကနေမောင်းထွက်လာခဲ့ကြပါတယ်တစ်ဖက်မှာတော့ဝန်နေချင်းထိမ့်မှတ်အခမ်းအနားချင်းပြဝင်းကြီးတစ်ခုလုံးပစ္စည်းကိုယွင်းလို့ကြံရစ်ခဲ့ပါတယ်လူကြီးကတော့မြေပြင်ပေါ်ကအကြီးကဲနဲ့လူနာတို့ကိုပဲစိုက်ကြည့်နေကြတာပေါ့အဲ့ဒီအချိန်မှာပဲလူတွေရဲ့အသားရည်တွေပါရုံလုံးချောက်ချသွားစေလောက်မဲ့အော်ဟစ်ရဲ့မောတန်ကြီးတစ်ခုဝုန်းကနေထွက်ပေါ်လာခဲ့ပါတယ်သူ့ရဲ့နောက်ကနေပထမအကြီးကဲနဲ့ဒုတိယအကြီးကဲတို့ကလည်းလိုက်လံပြီးတဟားဟာရေမောနေကြပါတယ်အဖေလော့ရှန်လက်ထွက်သွားတာနဲ့တပြိုင်နက်အခြားသောမျိုးနွယ်စုတွေနဲ့အဲ့ဒီတော်တွေကလည်းသူ့နောက်ကနေတန်းစီပြီးပြန်ကုန်ကြတော့ပါပေါ့ဦးလေးဟောင်ကျွန်တော်တို့မျောလင့်ထားတဲ့တကယ်အကောင်းဆုံးအပိုင်းကြီးကိုတောင်မကြည့်လိုက်ရဘူးနော်ဒါပေမဲ့ဒီစိမ့်ဆိုတဲ့ကောင်ကလူတွေပြောနေကြတဲ့အမိနဲ့နေတဲ့ခွေးအိုကြီးလိုမျိုးလုံးဝမဟုတ်ဘူးဗျလူအကြီးတွေကနေမင်းကလေးငယ်တယောက်နဲ့တက်လက်ပိုင်းရွယ်အမျိုးသားတယောက်တို့လည်းအပြင်ထွက်ပေါက်စီကိုဥတီပြီးရှောက်လန်းသွားကြပါတော့တယ်သူမကတော့ဒီမျိုးနယ်စုကအာဘာဖြစ်ပြီးသူမရဲ့ဘေးမှာတော့ဦးလေးဟောင်ရှိနေတာပါဦးလေးဟောင်ကတော့တကယ်ကိုဇွေဇွာဖြစ်နေတဲ့မျက်နှာပေးနဲ့တခုခုတော့လွဲနေပြီးငါတို့ဆုလျာထားတဲ့စစ်စပွဲကိုဖျက်သိမ်းဖို့အစီအစဉ်ကောဆက်လုပ်ကြဦးမှာလားလို့မေးလိုက်ပါတယ်အာဘာရဲ့မျက်လုံးတွေကဝိုင်းဆက်သွားပြီးဒါပေါ့ခဲရမှာပေါ့အဲ့ဒီကောင်ကတမီးနဲ့ဘာမှမတန်ပါဘူးအခုမှပဲကျွန်တော်တို့အတွက်အခွင့်ရေးရတော့တာမြင်မြင်ဆန်ဆန်လှုပ်ရှားရမယ်ဒါပေမဲ့အဲ့ဒါမလုပ်ခင်မှာဦးလေးကိုဟိုင်မစ်စီရင်ခေါ်သွားပေးမယ်တမီးအမြဲတမ်းသွားပြီးစင်ခေါ်ချင်နေတဲ့အစင်တမတ်ချက်၅ခုနေရာလေးဒီအထိရောက်လက်စနဲ့တော့တခါတည်းသွားလိုက်တာပေါ့လို့ပြောလိုက်ပါတယ်လူအကြီးအကုန်လူစုခွဲသွားတဲ့အချိန်မှာတော့လေးမိသားစုကလူတွေကအကြီးကဲနံကိုမနေရွယ်ပြီးထူပေးကြရပါတယ်သူ့ရဲ့စိတ်ဝိညာဉ်တစ်ခုလုံးပြိုလဲပျက်စီးခါနီးဖြစ်နေတာပေါ့ဘာဖြစ်လို့လဲငါဒါကိုလုံးဝလက်မခံနိုင်ဘူးအကြီးကဲနံကမျက်နှာတစ်ခုလုံးရှုံးမဲ့ရက်နဲ့ဒေါသတကြီးအော်ဟစ်နေရှာတာပါအကိုကြီးကဘာဖြစ်လို့အရာရာအားလုံးကိုအဲ့ဒီလိုဝမ်ပူလေးစိုးလေးလက်ထဲအပ်ခဲ့ရတာလဲအကိုအတွက်လေးမိသားစုဆိုတာဘာတန်ဖိုးမှမရှိခဲ့ဘူးလားမကြခင်မှာပဲဝန်နေချင်းထိမ့်မှတ်အခမ်းအနားကဖြစ်ရမှန်သမျှအားလုံးဟာအင်တာနက်ပေါ်မှာဘုံပေါက်ကွဲသလိုမျိုးဟိုးဟိုးကြော်သွားပါတော့တယ်တစ်ဖက်မှာတော့အိမ်ပြန်ရောက်နေတဲ့ကျွန်တော်စီကိုစနစ်ကနေဒုတိယမြောက်နေ့ရဲ့ဆုလက်ကိုလာရောက်ပေးအပ်ပါတယ်ဒီတစ္ဆာရှိမှုစနစ်ဒုတိယမြောက်နေ့ရဲ့ဆုလာဧကရောက်ဓာတိုင်းကျွန်တော်ကဓာတိုင်းချင်းစင်ရဲ့အနှစ်သာရကိုတေးသေးချာချာဖတ်ရှုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အပေါ်ရန်ဟန်ပြကွက်တွေလက်ကွက်တွေပိုချန်တဲ့လှုပ်ရှားမှုတွေလုံးဝမပါဝင်ပဲတစ်ချက်တည်းနဲ့အပြစ်ဖြစ်နိုင်တဲ့လုံးဝကုန်ပြတ်သားလာတဲ့ဓာချက်တစ်ချက်တည်းသာဖြစ်ပါတယ်ချင်းစင်ကိုတေးသေးချာချာလေ့လာပြီးတဲ့နောက်မှာတော့ကျွန်တော်ကဓာတိုင်းပေါ်ကအာယုံကိုရုပ်သိမ်းလိုက်ပြီးမိမိရဲ့စိတ်အာယုံထဲမှာရှိတဲ့ကဘာဦးဆက်ကလို့ကျေပြင်းစမ်းကြလာတဲ့နေပေကြီးစီကိုပဲအာယုံပြန်လဲဆူးဆိုင်လိုက်ပါတော့တယ်ကဘာဦးကပ်ပေကဘာဂျာပန်ကြီးကတော့ရှေးဟောင်းစမ်းကြလာတဲ့အရှိန်ဝါတွေလေးနဲ့တည်ငြိမ်တဲ့ဖိအားတွေနဲ့အတူမင်းရဲ့ငုံဖူးလေးကိုတင်းတင်းစစ်ပိတ်ထားလျက်စကြောင်နာစပြုတ်ကလေးကတိုင်းထိုးနေရမှာပဲဆက်လက်မျောလွင်နေစေဖြစ်ပါတယ်နေ့ရက်စာဆုလက်လေးနဲ့တင်ကျွန်တော်ဟာလက်ရှိခေတ်ရဲ့ထီတီပါရမီရှင်တွေကြားထဲမှာနေရာတနေရာကိုအခိုင်အမာရရှိနေခဲ့ပါပြီအချိန်တွေကုန်လုံးလို့ဆုလက်တွေစက်တိုက်ဝင်လာအောင်မဲ့အပြင်လူမိသားစုတစ်ခုလုံးရဲ့အင်အားပြည့်ဝပံ့ပိုးမှုပါရှိနေဦးမယ်ဆိုရင်ကျွန်တော်ဘလောက်ထိတားဆီးရခက်တဲ့တန်ခိုးရှင်တယောက်ဖြစ်လာမလဲဆိုတာစိတ်ကူးကြည့်ဖို့တောင်ခက်ပါတယ်အဲ့ဒီအချိန်မှာပဲဦးလေးချင်းရဲ့အတန်ကကျွန်တော်စီကိုရောက်လာခဲ့တယ်တခင်လေးမိသားစုခေါင်းဆောင်ကတခင်လေးကိုလာခေါ်ခိုင်းနေပါတယ်ကျွန်တော်လည်းချက်ချင်းပဲမိသားစုရဲ့အစည်းအဝေးခမ်းမကြီးစီကိုထွက်လာခဲ့တာပေါ့ကျေဝန်းလာတဲ့ခမ်းမကြီးအတွင်းထဲမှာတော့အဖေလော့ရှင်ကအလဲဘိုးအမြင့်ဆုံးနေရာမှာထိုင်နေပြီးသူ့ရဲ့ဝဲရဘေးတစ်ဖက်စီမှာတော့ပထမအကြီးကဲနဲ့ဒုတိယအကြီးကဲတို့ရှိနေကြတာပါအားလုံးပဲမင်္ဂလာပါခင်ဗျာခမ်းမထဲမှာရှိတဲ့စူးစိုက်ကြည့်နေကြတဲ့မျိုးလုံးပေါင်းများစွာရဲ့အောက်မှာတင်ကျွန်တော်အေးဆေးဆေးပဲရှောက်လန်းဝင်ရောက်သွားပြီးအားလုံးကိုတည်ငြိမ်စွာဦးညွှန်းဆက်လိုက်ပါတယ်ဒါသူတို့တီးထားခဲ့တဲ့မိမနောက်တကောက်ကောက်လိုက်နေတဲ့ကောင်စုပ်လေးတကယ်ပဲဟုတ်ရဲ့လားလို့စိတ်ထဲမှာတွေးနေကြတာပါဇိန်မနေ့ကဝန်နေချင်းထိမ့်မှတ်ပွဲမှာနင်ပြောခဲ့တဲ့စကားတွေအားလုံးကတကယ်ပဲအမှန်တရားတွေကြီးပဲလားအမှန်တရားတွေပါပဲအဖေဟာကောင်းတယ်တကယ်ကိုအထားကြတယ်ကွာဇိန်ငါမိသားစုအကြီးကဲတွေနဲ့ဆွေးနွေးပြီးအခုလောလောဆယ်မိသားစုရဲ့စီးပွားရေးလုပ်ငန်းချို့ကိုနှစ်လက်ထဲလွှဲပေးပြီးစီမံခန့်ခွဲခိုင်းဖို့ငါတို့ဆုံးဖြတ်လိုက်ကြတယ်စိတ်မပူပါနဲ့အစပိုင်းမှာတော့အများကြီးဖြစ်ဦးမှာမဟုတ်ပါဘူးလုပ်ငန်းတွေဘယ်လိုလဲပက်လဲဆိုတာနေရင်းနှီးကျုံဝင်ုံလောက်ပဲနစ်နေနဲ့ဟိုင်မစ်ကနေပွဲရဖို့အတွက်နောက်ထပ်တစ်နှစ်တောင်လိုသေးတာပဲဥစားနင်းရဲ့စစ်တိုင်းပါရမီကအစ်စ်အေးစင်ပဲရှိသေးတယ်ဆိုပေမဲ့ငါတို့လူမိသားစုရဲ့အဖိုးတန်ရင်းမြစ်တွေအားလုံးကိုသုံးပြီးတော့နင့်ကိုအဆင့်ရှိအထိရောက်အောင်ဆိုတင်းဆွဲတင်ပေးလို့ရပါတယ်တကယ်လို့ကံကောင်းမယ်ဆိုရင်တော့အဆင့်ကိုထိတက်လန်းဖို့ဆိုတာလည်းမဖြစ်နိုင်တဲ့အရာမဟုတ်ဘူးအခုချိန်မှာနင်ကကျင့်စဉ်လေးကျင့်ဖို့ကိုပဲအာယုံဆိုင်ဆန်းပါကျန်တဲ့အရာအားလုံးကိုတော့ငါတောင်းထားလိုက်ကျွန်တော်ကတော့ဘာမျက်နှာပေးမှပြောင်းလဲခြင်းမရှိပဲခေါင်းညှိပြလိုက်ပြီးနားလေပါပြီးအဖေကျွန်တော်ဒါတွေနဲ့ပတ်သက်ပြီးဘာမှစိတ်နှောင့်ယှက်မဖြစ်ပါဘူးပြီးတော့စစ်တိုင်းကျင့်စဉ်လမ်းကြောင်းပေါ်မှာပါရမီတစ်ခုတည်းကတင်လူတယောက်ကိုအမြင့်ဆုံးထွတ်ထိပ်ရောက်မရောက်ဆုံးဖြစ်ပေးတာမဟုတ်ဘူးလို့လည်းကျွန်တော်ယုံကြည်ပါတယ်လို့ပြောလိုက်ပါတယ်အဖေလော့ရှန်ကတဟားဟာအော်ရလိုက်ပြီးကောင်းလိုက်တဲ့စကားကနင်းရဲ့ကျင့်စဉ်အတွက်ဘာပဲလို့ငါ့ကိုသာတန်ပြောစမ်းပါတကယ်လို့နင်ကမိစ္ဆာနဂါမျိုးနယ်စုတစ်ခုလုံးရဲ့နဂါဝိညာဉ်ကိုလိုချင်နေဆိုရင်တော့မှငါနဲ့အတွက်ရအောင်သွားတက်ပြီးယူပေးမယ်ပေါ့နောက်ထပ်30ရက်ကြာရင်ကျိုးဝက်ကုတ်886ကကျေစင်နဂါဝက်ကနေတဆင့်ပြန်လာလိမ့်မယ်အိမ်မှာပဲရှိနေပေးပါအဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ခမ်းမထဲမှာရှိတဲ့လူတိုင်းရဲ့မျက်နှာတွေကတပြိုင်နက်တည်းညှို့ငယ်တည်တန်သွားကြပါတယ်ကျွန်တော်ခဏလောက်တန်သွားပြီးမှအဲ့ဒီစကားလုံးရဲ့နောက်ွယ်ကအတိတ်ဘယ်ကိုပြန်လဲမမိသွားခဲ့ရတယ်ကျေစင်နဂါဝက်နဲ့ကဘာမီရဲ့6နှစ်ကြီးတွေကိုရင်ဆိုင်တိုက်ခိုက်နေရတဲ့အဆုံးမရှိတဲ့စစ်ပွဲကြီးထဲမှာလူသားစစ်တီတော်ပေါင်းတောင်းနေချီပြီးနှစ်စဉ်နှစ်တိုင်းအသက်ပေးဆက်နေကြရတာလေနားလေပါပြီအဖေလို့ပြန်ပြောလိုက်တာပေါ့နောက်ထပ်တစ်ခုရှိသေးတယ်အဲ့ဒီဘီမျိုးနယ်စုကမင်းကလေးကမကြသေးခင်ကတင်အရှိတောင်ဘက်ဒေသစီကိုရောက်ရှိနေရလို့တရင်ရထားတယ်သူမကဟိုင်မစ်စီကိုဥတီသွားနေတဲ့ပုံပဲကိုဂယူဆိုင်ဦးအဖေပြောတဲ့စကားရဲ့ဆိုလိုရင်းစစ်အမှန်ကိုကျွန်တော်အတိအကျသဘောမပေါက်သေးပေမဲ့ခေါင်းငင်သဘောတူလိုက်ပြီးအားလုံးရဲ့ရှေ့ကနေကြိုတင်ထွက်ခွာလာခဲ့ပါတယ်မိမိရဲ့တီးတန်းချင်းစင်ခမ်းမစီပြန်ရောက်တာနဲ့ကျွန်တော်ဟာကျင့်စဉ်လေးချင်းချင်းလေးကိုချက်ချင်းပဲစုံစုံမျိုးဝင်ရောက်သွားခဲ့ပါတော့တယ်သူ့ရဲ့တရားမှုပုံရိပ်ကအဆင့်ကိုကျွန်မမသိပေမဲ့ကျွန်မနဲ့အဆင့်တူပဲကျွန်မစင်းကိုအထင်သေးခဲ့မိတယ်သူသာကျွန်မကိုအနိုင်တိုက်နိုင်ရင်သူ့ကိုလက်ထပ်ဖို့စဉ်းစားလို့ရပါတယ်ဒါပေမဲ့သူသာမနိုင်ရင်တော့ကျွန်မထက်အားနေတဲ့လူကိုမယူနိုင်ဘူးဦးလေးဟောင်ကခေါင်းကိုကုပ်ပြီးဘာမှမပြောတော့ဘူးလေ့ကျင့်ရေးကွင်းပြင်ကြီးတစ်ခုလုံးစူညံတန်တွေနဲ့ပြီးနှက်သွားတော့တယ်ကျွန်တော်စင်မြင့်ပေါ်ကနေတည်ငြိမ်စွာဆင်းလာခဲ့လိုက်တယ်မျက်လုံးတိုင်းကစွန့်စွာစိုက်ကြည့်နေကြတော့ပဲစင်မြင့်ပေါ်မှာတော့လူရေးတစ်ခုကဘလစ်ရဲ့ဘေးနားမှာအတန်မရှိပဲပေါ်လာပြီးသူ့ရဲ့တတိမိနေတဲ့ခန္ဓာကိုယ်ကိုလက်တစ်ဖက်တည်းနဲ့မကကျွန်တော်ကိုတစ်ချက်လန့်ကြည့်ပြီးပျောက်ကွယ်သွားတော့တယ်ကျွန်တော်အာယုံခံမိပါတယ်တယောက်ယောက်ကဘလစ်အတွက်လာခေါ်တာအရှိတောင်ဒေသရဲ့တတိယမြောက်အင်အားကြီးဆုံးမျိုးနွယ်စုရဲ့ထိပ်တီးလူငယ်တို့အကိုရန်တော်ရှိနေတာကတော့ထုံးစံပါပဲ
ကျွန်တော်ကျောင်းအုပ်ကြီးရုံးခန်းစီပြန်လာခဲ့လိုက်တယ်နိုဗာလူနာနဲ့ပီတာတို့ကရောက်နေပြီပြီးတော့အခန်းထဲမှာအသက်လက်ပိုင်းလူတစ်ယောက်ရှိနေပြီးသူ့ပခုံးပေါ်မှာတော့တတိမိနေတဲ့ဘလစ်ရှိနေရဲ့ကျောင်းအုပ်ကြီးဖူးနဲ့တခြားလူတွေကကျွန်တော်ကိုစကားလုံးတွေနဲ့ဖော်ပြလို့မရတဲ့အမူအရာတွေနဲ့ကြည်လာကြတယ်ကျွန်တော်ကတော့ပေါ့ပေါ့ဘာဘာပဲပြန်ကြည့်လိုက်တယ်ဇိန်းမင်းအဲ့ဒီတက်ရောက်မှုပုံရိပ်ကိုဘယ်တော့ကနိုးထခဲ့တာလဲဆရာကြီးလင်းရဲ့အခန်းနားမတိုင်ခင်ညခပေါ့လူနာကဘေးနားကနေနားထောင်ပြီးမျက်နှာမှာမနာလိုမှုတွေဖြစ်ပေါ်လာခဲ့တယ်။အော်သူကငါဖေရဲ့စွမ်းအင်တွေကိုအမိပြုပြီးလုပ်ခဲ့တာကိုဒါပေမဲ့ဘာလို့ငါစီဖြစ်မလာခဲ့တာလဲ။ကျောင်းအုပ်ကြီးဖူကဖြည်းဖြည်းချင်းခေါင်းညှိပြီးသူတို့ပြောတာဟုတ်သားပဲ။ပြင်းထန်တဲ့ဝမ်းနည်းမှုဒါမှမဟုတ်တုန်လှုပ်မှုတွေကတက်ရောက်မှုပုံရိပ်ကိုနှိုးဆိုပေးနိုင်နေဆိုတာတကယ်ပဲဖြစ်ရမယ်။ကျွန်တော်စိတ်ထဲကနေပြုံးလိုက်ပြီးဘာမှမပြောတော့ဘူး။ကျောင်းအုပ်ကြီးဖူအရေးမြေခွဲဝေမှုအပေါ်မှာဘယ်သူမှကန့်ကွက်စရာမရှိတော့ဘူးလို့ကျွန်တော်ယူဆပါတယ်။ကျွန်တော်အကြီးကအသက်လက်ပိုင်းလူစီခဏရောက်သွားပြီးကျွန်တော်တို့သဘောတူထားတဲ့အတိုင်းဆက်လုပ်ကြတာပေါ့ရှီယာမျိုးနယ်စုမှာပြဿနာရှိရင်သူတို့ရဲ့ထဲဝင်မှုကိုပြန်ရုပ်သိမ်းနိုင်ပါတယ်။လို့ပြောလိုက်တဲ့ကျောင်းအုပ်ကြီးဖူကလည်းအဲ့ဒီလူစီလန့်ကြည့်လိုက်တဲ့ပစ်တာကဘေးကနေကြားဖြတ်ပြောတယ်ဘလို့လိုအပ်ချက်မျိုးပဲဖြစ်ဖြစ်ဂျိုးမျိုးနယ်စုကစိုက်ထုတ်ပေးပါမယ်သူကရှီယာမျိုးနယ်စုဒေါ်သက်ထွက်ပြီးထွက်သွားမှာကိုတိတ်တစိမ့်မျောလင့်နေတာပြန်ဘက်တယောက်ရောက်သွားတာပေါ့အသက်လက်ပိုင်းလူကဒေါ်သက်ထွက်နေပေမဲ့အကြီးကဲတယောက်အနေနဲ့လူငယ်တွေရှေ့မှာဒေါ်သက်ပုံမချချင်ဘူးပြီးတော့ဘလစ်ကလည်းလောင်းကျစ်ထက်ခဲ့တာကိုကောင်းပြီးငါသဘောတူတယ်ကျောင်းအုပ်ကြီးဖူကဖြည်းဖြည်းချင်းခေါင်းညှိပြီးဒါဆိုရင်အဆုံးဖြတ်ဖြစ်သွားပြီးဒီနေ့မုံလွဲပိုင်းမှာသဘောတူညီချက်ကိုလာရောက်လက်မှတ်ရေးထိုးဖို့လူလွတ်လိုက်ပါအရင်မြစ်တွေစတင်စီးဆင်းနိုင်ပါပြီလို့ပြောလိုက်တဲ့ဆွေးနွေးပွဲပြီးဆုံးသွားခဲ့ပြီးမျိုးနယ်စုကြီး၄ရက်ရဲ့နောက်မျိုးဆက်တွေရဲ့ပထမဆုံးဆုံတွေ့မှုပြီးဆုံးသွားခဲ့ပြီးဆွေးနွေးပွဲပြီးမှကျွန်တော်လေ့ကျင့်ရေးကွင်းပြင်ကိုဖျက်ပြီးကျဉ်ကြံချင်းခန်းစီသွားနေတော့နောက်ကနေခေါ်တဲ့တစ်ခုထွက်လာတာကြောင့်မျက်မှောင်ကျုံမိသွားတယ်လူနာကအပြေးလွှားလာပြီးကျွန်တော်ရှေ့မှာပိတ်ရက်လိုက်ကနှုတ်ခမ်းကိုစူပြီးစောင့်ဦးလေနင့်ကိုစောင့်ပါလို့ပြောနေတာမကြားဘူးလားလို့ပြောတယ်တခုခုကူညီပေးရမလားကျွန်တော်ရဲ့အတုံးလုံးပြောင်းလဲသွားတာကိုသူမှချက်ချင်းခံစားမိသွားပြီးမျက်မှောင်ကျုံသွားတယ်ငါပြောစရာရှိလို့ငါပြေးဝမှန်ကန်အောင်မပြုတ်မှုခဲ့ဘူးဆိုတာငါသိပါတယ်ဒါကြောင့်နင့်ကိုခွင့်လွှတ်ဖို့တောင်းပန်နေတာပဲဒါပေမဲ့ငါကမင်းမသားတယောက်ဖြစ်ပြီးနင်ကယောက်ျားတယောက်ပဲလေနင်ကအပေါ်ပြုတ်မှုခဲ့ရတွေကလည်းမားနေတာပဲမဟုတ်ဘူးလားကျွန်တော်သူမကိုစိတ်ဝင်စားနေကြည့်နေမိတယ်သူမဘာဇက်ကွက်စက်ခင်းဦးမလဲဆိုတာကိုပေါ့ကျွန်တော်ရဲ့အကြည့်အောက်မှာလူနာရဲ့ယုံကြည်မှုတွေညှော့နေလာခဲ့တယ်ဒီတစ်ခါအရင်မြစ်ထဲဝင်မှုအတွက်လင်းမျိုးနယ်စုရဲ့ဝေစုကိုနင်ပဲစိုက်ထုတ်ပေးပါလားအခုလောလောဆယ်ငွေကြေးအခက်ခဲရှိနေလို့ကျွန်တော်သူမစကားကိုဖျက်လိုက်ပြီးလင်းမျိုးနယ်စုရဲ့ငွေကြေးပြဿနာကလူမျိုးနယ်စုရဲ့ကိစ္စမဟုတ်ဘူးပြီးတော့ငါမမိတော့ဆိုအဲ့ဒီအရင်မြစ်နေရာကိုရဖို့လူမျိုးနယ်စုစီမှာအသေးတန်လာတောင်းပန်ခဲ့တာလင်းမျိုးနယ်စုပဲလေမတက်နိုင်ရင်လည်းနှုတ်ထွက်လိုက်ပေါ့လို့ပြောလိုက်တယ်လူနာရင်ပတ်ကြီးနှိမ့်တုံမြင့်တုံဖြစ်သွားပြီးပြန်ပြောဖို့စကားလုံးချက်ချင်းရှာမတွေ့ဘူးသူမသွားကိုကြည့်ပြီးဇိန်းဟုတ်ပါတယ်ငါတို့တောင်းပန်ခဲ့တာဒါပေမဲ့ညင်တာသဘောမတူခဲ့ရင်ငါတို့လည်းဘာမှသိရမှာမဟုတ်ဘူးဒီနေ့ငါတို့ဝေစုကိုစိုက်ထုတ်ပေးလိုက်အဲ့ဒါဆိုနင့်ကိုငါခွင့်လွှတ်ပေးမယ်မဟုတ်ရင်တော့နင်ငါနဲ့ပတ်သက်ခွင့်လုံးဝမရှိတော့ဘူးလုံးဝပဲလို့အတင်းကျပ်ပြောလာတယ်ကျွန်တော်ဂယူးမစိုက်တော့ပဲနင်ကြိုက်တာလို့အရေးကြီးရဲ့ကိစ္စမရှိရင်ငါစီမလာနဲ့တကယ်တော့ငါမျက်စိရှိမှမပေါ်တာကပိုကောင်းနိုင်မယ်လို့ပြောပြီးကျွန်တော်စီကနေပြင်းထန်တဲ့အရှင်ဝါလိုင်းတစ်ခုရုတ်တရက်အောက်ကွဲထွက်သွားခဲ့တယ်လူနာအော်ဟစ်ပြီးနောက်ကိုချီလန်းနေငယ်ဆုတ်သွားရတယ်ကျွန်တော်ကတော့နောက်လည်းမကြည့်ပဲထွက်လာခဲ့လိုက်တယ်အချိန်တွေကုန်ဆုံးသွားတာနဲ့မျှကျွန်တော်နဲ့ Bliss တို့ရဲ့တိုက်ပွဲတင်းနဲ့စမ်းကြယ်လာတဲ့ဂျာပန်တရားမှုပုံရိပ်အကြောင်းတွေကကျောင်းတစ်ခုလုံးမှာတော်မီပမာပြန့်နှံ့သွားပြီးအင်တာနက်ပေါ်ကိုပါရောက်ရှိသွားတော့တယ်လူတွေရဲ့တုံ့ပြန်မှုကအင်မတန်ကြီးမားလာတယ်လူမျိုးနယ်စုကလူတွေကြားရတဲ့အချိန်မှာတော့ပထမဆုံးဘယ်သူမှမယုံကြဘူးတိုက်ပွဲဗီဒီယိုဖိုင်တွေထွက်လာမှပဲယုံကြည်သွားကြပြီးဝမ်းသာအားရဖြစ်ကုန်ကြတော့တယ်ဒါပေမဲ့တခင်ကြီးရှန်စိတ်အေးသွားတဲ့အချိန်မှာတော့ဇွေးဇွာဖြစ်သွားရတယ်ဘာလို့လဲဆိုတော့ဒီတက်ရောက်မှုပုံရိပ်ကိုဘာလို့ခေါ်မှန်းသူကိုယ်တိုင်လည်းမသိလို့ပဲသူကိုယ်တိုင်ကစစ်ပညာသူတော်စင်တယောက်ဖြစ်တာတော့မသိဘူးငါသားကအသွင်တထန်တစ်ခုကိုကိုယ်တိုင်ဖန်တီးလိုက်တာလားဆိုပြီးတခင်ကြီးရှန်တယောက်ဝမ်းသာလုံးဆိုလိုက်ဇွေးဇွာဖြစ်လိုက်နေပဲမျိုးနယ်စုကလူတွေလည်းဘာပြန်ပြောရမှမသိကြတော့ဘူးအဲ့ဒီညမှာကျွန်တော်အိမ်မပြန်ဖြစ်ဘူးအကြောင်းကလေ့ကျင့်ရေးခန်းတစ်ခုမှာပဲနေရာယူပြီးကျင့်ကြံခြင်းလုပ်ထဲတန်းဝင်သွားတော့တယ်တိန်အစ္စာဆောင်တီမှုစနစ်စစ်ထမမြောက်နေစုလားမြေကဘာ6နဲ့ကျေတာယာအပိုစုလားတဲ့ကျေတာယာ6နဲ့9များတဲ့အပိုစုလားနှစ်ကျေတာယာ6နဲ့9စာတန်းခေါင်ကျော်တာနဲ့စစ်ထမမြောက်နေရဲ့ဆုလက်တွေရောက်ရှိလာခဲ့ပြီးစနစ်ရဲ့ဖော်ပြချက်ကိုချက်ချင်းဆွဲထုတ်ကြည့်လိုက်တော့ကျွန်တော်မျက်နှာမှာစိတ်လှုပ်ရှားမှုတွေမထိန်နိုင်အောင်ဖြစ်သွားရပြန်တယ်ကျေတာယာ6နဲ့ဆိုတာနာမည်တိုင်းပဲအတိုင်းဆမရှိနှက်ဆိုင်လာတဲ့6နဲ့ကြီးတစ်ခုပဲအဲ့ဒါကို PC မျိုးစုံကို9များတန်သုံးပြီးဆွဲထုတ်လို့ရတဲ့အဆုံးမရှိတဲ့9များကန်ကြီးတစ်ခုလိုသဘောထားလို့ရတယ်ပြီးတော့ပိုကောင်းတာကအဲ့ဒီမှာ9များနေခြင်းအပြင်စစ်ပညာကျောင်းသားရဲ့ကျင့်ကြံမှုကိုလည်းတိုးတက်စေတဲ့ကျွန်တော်အာယုံကိုပြောင်းလဲလိုက်တာနဲ့တပြိုင်နက်စမ်းကြယ်လာတဲ့ကပောက်ဟင်းလင်းပြင်ကြီးတဲ့ရောက်သွားတယ်ကျွန်တော်ရှေ့မှာကြီးမားလာတဲ့6နဲ့ကြီးပွင့်ဟန်နေပြီးအထဲမှာတော့အဆုံးမရှိရဲ့ကျဲလင်းနှန်းတွေကကျေတာယာသမုဒ္ဒရာကြီးတစ်ခုလိုလှုပ်ရှားလွှင့်မျောနေခဲ့တယ်ကျွန်တော်အန်တာမင်သက်စွာနဲ့စိုက်ကြည့်နေမိတယ်ကျဲလင်းနှန်းတွေနဲ့ဖုံးလွှမ်းနေတဲ့ငါးမြတစ်ခုကလက်ထဲမှာဖြစ်တည်လာပြီးငါးစာကလည်းအစင်တင်ပါပြီးသားပဲကျွန်တော်မျိုးလုံးချစိတ်ကိုငြိမ်သက်စေပြီးငါးစာတင်များလိုက်တော့တယ်နှစ်နာရီခန့်ကုန်ဆုံးသွားတာစက္ကန့်ပိုင်းလေးလိုပဲခံစားရတယ်အဲ့ဒီနောက်ငါးမြတဲ့လှုပ်ရမ်းသွားတာကြောင့်ကျွန်တော်အာယုံတွေပြန်ဆူဆီးသွားပြီးငါးမြတဲ့ကိုတင်းတင်းကြပ်ကြပ်ဆွဲကင်လိုက်တယ်တိန်ငါးမြချင်းအောင်မြင်သည်ကောင်းကင်မိဆာငါကိုရရှိသည်ကောင်းကင်မိဆာငါတွင်ကောင်းကင်နှင့်မြေကဘာကြီးတိတ်တိလာသောစွမ်းအင်များပါဝင်သည်စားသုံးပါကစစ်ပညာကျောင်းသားဤကျင့်ကြံမှုကိုတိုးတက်စေမည်ကျွန်တော်ရရှိလိုက်တဲ့အရာကိုမြင်လိုက်ရတဲ့အချိန်မှာအံ့ကြသွားရတယ်ဒီကောင်းကင်မိဆာငါဆိုတာဂျေဒါယာငါရဲ့အပြင်ဘက်မှာနေထိုင်ကြတဲ့ဂျေဒါယာမျိုးနွယ်စုရဲ့အဖွဲ့ဝင်တူပဲမဟုတ်လားငါဂျေဒါယာမျိုးနွယ်စုရဲ့အဖွဲ့ဝင်တယောက်ကိုငါများပြီးဆွဲထုတ်လိုက်တာလားငါများတန်ကိုအားနဲ့ဆွဲတင်လိုက်တယ်ငါများကျိုးရဲ့အဆုံးမှာတော့နွားတိုးပေါက်တစ်ကောင်လောက်ကြီးမားတဲ့ငါးကြီးတစ်ကောင်ပါလာခဲ့တယ်တကူလုံးရွှေရောင်တောက်တောက်ပနေပြီးနက်မောင်နဲ့မျက်လုံးစုံမှာတော့ကြောက်ရွံ့မှုအရေးရောင်တွေထင်ဟပ်နေခဲ့တဲ့အတိအယံရှိတာတေချာတဲ့ပုံသဏ္ဍာန်ကိုကြည့်ပြီးအသက်ရှူပြင်းသွားရတယ်ဒါတကယ်ဂျေဒါယာမျိုးနွယ်စုရဲ့ကောင်းကင်မိဆာငါပဲဒီဂျေဒါယာကြောင့်နဲ့ကြီးကဂျေဒါယာမျိုးနွယ်စုတွေတကယ်နေထိုင်တဲ့ကဘာနဲ့ဆက်သွယ်နေတာလားကျွန်တော်တေတေချာချာတွေးကြည့်လိုက်တဲ့အကယ်၍မမိတော့ဆိုရင်ဂျေဒါယာမျိုးနွယ်စုရဲ့ကဘာကိုဂျေဒါယာနဲ့ပဲလို့ခေါ်တာလက်ပြချင်းမြေကဘာလိုပဲအသက်ရှိရဲ့ကဘာကြီးတစ်ခုပေါ့ဂျေဒါယာငါဆိုတာကဘာနှစ်ခုကိုဆက်သွယ်ပေးထားတဲ့လမ်းကြောင်းတက်တက်ပဲအကယ်ဂျေဒါယာကြောင့်ကဂျေဒါယာနယ်ပယ်နဲ့တကယ်ဆက်သွယ်နေတာဆိုရင်အဲ့ဒီဂျေဒါယာနယ်ပယ်တစ်ခုလုံးကငါရဲ့ငါးမြကန်ကြီးဖြစ်သွားပြီပေါ့စိတ်ကိုပြန်ဆူဆီးလိုက်တဲ့ကောင်းကင်မိဆာငါမျိုးနွယ်စုကတော့ထူးခြားတဲ့အခြေအနေတစ်ခုပဲသူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က
ကျေတာယာမျိုးနယ်စုထဲမှာအောက်ဆုံးစင်ပဲရှိတာဒါပေမဲ့သူတို့ခန္ဓာကိုယ်တွေကစွမ်းအင်တွေကတော့လူသားစစ်တီတော်တွေအတွက်အင်မတန်အဖိုးတန်လာတဲ့ဆုလက်ကြီးပဲဘာမှတွေးမနေတော့ပဲချက်ချင်းပဲအကုန်မျိုးချပြီးတန်းစင်ချင်းကိုစတင်လိုက်တယ်မယုံနိုင်လောက်အောင်တိတ်တိလာတဲ့စွမ်းအင်လိုင်းကြီးကတကူလုံးကိုစီးဆင်းသွားခဲ့တယ်တနာရီကြာမှာတော့တန်းစင်ချင်းပြီးဆုံးသွားပြီးကျွန်တော်ရဲ့ကျင့်ကြံမှုကစတုထအဆင့်အလဲပိုင်းကိုချက်ချင်းရောက်ရှိသွားတော့တယ်တနာရီတွင်းမှာပဲအဆင့်ငယ်စားတစ်ခုကိုကြော်ဖြတ်နိုင်ခဲ့တာဒီကောင်းကင်မိစ္ဆာငါကတာမန်ငါမဟုတ်ဘူးပဲတာမန်ကောင်တွေကဒီလောက်ထိတိတ်သေးတဲ့စွမ်းအင်မရှိကြဘူးလွန်ခဲ့တဲ့နှစ်အနေငယ်တုန်းကဒုတိယအကြီးကဲကကျွန်တော်ကိုဒုတိယအဆင့်ရောက်အောင်ကူညီဖို့ကောင်းကင်မိစ္ဆာငါတကောင်ယူလာပေးဘူးတဲ့အဲ့ဒီကောင်ရဲ့စွမ်းအင်ကဒီကောင်နဲ့ရှင်ရင်တိတိတာတာအားနေလုံးနဲ့အဲ့ဒီအတွင်းနဲ့ပဲငါးများတန်ကိုနောက်တစ်ကြိမ်ထက်ချလိုက်ပြန်တယ်ဒါပေမဲ့မနေ့လေးနဲ့အထိဘာတကောင်မှထက်မမီတော့ဘူးစိတ်ပြည့်မိပေမဲ့လည်းအလောတကြီးဖြစ်เสียရမလိုပါဘူးနောက်ထပ်အန်သားစရာကောင်းတာကတော့တညလုံးငါးများပြီးတဲ့နောက်မှာကျွန်တော်ရဲ့စိတ်ဝိညာဉ်အာယုံနဲ့စစ်ပညာကျောင်းသားရဲ့ကျင့်ကြံမှုကပိုပြီးတိုးတက်လာတာပဲငါးများအားနေုံတင်ပဲငါမမိရင်အောင်ကျင့်ကြံမှုကိုတိုးတက်စေတာစနေရဲ့ဆုလက်တွေကတော့တကယ်ကိုထိမ့်မနိုင်သိမ့်မရအစွမ်းထက်လုံးနေပြီတကားကိုတွန်းဖွင့်ပြီးအပြင်ထွက်လိုက်တော့လေ့ကျင့်ရေးကွင်းပြင်ကြီးမှာလူတွေပြည့်နေနေပြီးလူပေါင်း1000ကျော်ငါးမြမန်ကျောင်းကကျောင်းသားတွေနေပြဒါစင်ပေါင်းများစွာအားလုံးကကုလုံငါးမြမန်ကျောင်းကနေရောက်လာတဲ့ထုံးသစ်စကြယ်ပွင့်လေးကိုကြည့်ဖို့စုဝေးနေကြတာဒါပေမဲ့နှစ်ပွဲဆက်တိုက်နိုင်ပွဲရပြီးတဲ့နောက်စင်မြင့်ပေါ်ကမင်းကလေးကိုကြည့်နေတဲ့လူတွေရဲ့စိတ်အခြေအနေကလေးလံနေကြတယ်ငါးမြမန်ကျောင်းရဲ့အစင်ဆဲရှိတဲ့လူတောင်သူမရဲ့ဓာတ်ချက်3ချက်ကိုမခံနိုင်ဘူးလားအာဘာကတကယ်ပဲအဲ့လောက်တမာတာလားသူမတမာမန်လူတိုင်းတိကြပြီမဲ့အစင်ဆဲရှိကိုစက္ကန့်ပိုင်းတွင်ဖြိုချလိုက်တာကတော့အန်သားစရာပဲလူလင်းလင်းလဲရှုံးသွားခဲ့ပြီးအာဘာကဘာကောင်လဲဟာသူမကကျွန်တော်တို့ကျောင်းကနှစ်ထက်အစင်မြင့်ပါရဲ့မီရှင်နှစ်ယောက်ထက်တောင်ပိုတမာပုံရတယ်ပြီးတော့တက်ရောက်မှုပုံရိပ်ကိုပါနိုးထားသေးတာဘသူကသူမကိုရှင်းနိုင်မှာလဲအဲ့ဒီတော့ကြည့်ရှုရေးနေရမှာတော့အာဘာရဲ့3ပွဲမြောက်နိုင်ပွဲကိုကြည့်ပြီးဦးလေးဟောင်ကသူ့မုတ်စိတ်မွေးကိုတက်ရင်ရေမောလိုက်တဲ့ကြောင်ဦးကြီးဒါကမင်းတို့ကျောင်းရဲ့အစင်ဆဲရှိနဲ့အစင်ဆဲ6တဲ့လားဒီလောက်ပဲလားငါတို့စီကကုလုံကျောင်းရဲ့အဆင့်တွေနဲ့ရှင်ရင်ဘာမှမဟုတ်လို့မျိုးနယ်စုရဲ့ဘာယမီရှင်ဆင့်တွေနဲ့ရှင်ရင်လည်းအဝေးကြီးပဲကျောင်းဦးကြီးကနာခေါင်းရှုံပြီးမင်းကဘာတွေဂုံယူနေတာလဲမင်းတို့ကျောင်းကကလေးတွေကလည်းဒီလောက်ပါပဲအာဘာကကုလုံကျောင်းမှာနံပါတ်1ပဲလေနံပါတ်1ကစေကျော်တက်အဆင့်ကကျောင်းသားတွေကိုလာပြီးချိန်မုန်းတာကတော့တဘာဝကြတာပဲမဟုတ်ဘူးလားဦးလေးဟောင်ကဂီယူမဆိုင်ပဲပြုံးကစကားလမ်းကြောင်းလွဲမနေနဲ့မင်းအဲ့လောက်ယုံကြည်ချက်ရှိရင်မင်းတို့ကျောင်းရဲ့ထိပ်တီး2ယောက်ကိုထုတ်လိုက်လေနှစ်ထက်အဆင့်မြင့်ပါရဲ့မီရှင်2ယောက်လုံးပေါ့တယောက်ချင်းမရှင်နိုင်ရင်2ယောက်ပြန်တူလွတ်လိုက်ကျောင်းဦးကြီးကစိတ်မဆိုးပဲနှစ်တွေဒီလောက်ကြာတာတောင်ပါဆက်တရန်နှုံးပဲမင်းကောင်းကောင်းတည်တာပဲငါတို့ကျောင်းရဲ့နံပါတ်1နဲ့နံပါတ်2ကစုမျိုးနယ်စုနဲ့ဂျိုးမျိုးနယ်စုကဆိုတာသူတို့2ယောက်လုံးကဒီလိုအစ်စ်လူပွဲတွေကိုစိတ်တောင်ဝင်စားကြဘူးမင်းကဘာကိုဆိုလိုချင်တာလဲအဲ့ဒီအချိန်မှာပဲအာဘာကစင်မြင့်ပေါ်ကနေကျောင်းဦးကြီးစီတိတ်တိတ်ကြည့်လိုက်တယ်ဦးလေးကျောင်းကျမရဲ့နောက်ဆုံးပွဲအတွက်ဘယ်သူနဲ့တိုက်ချင်လဲဆိုတာသိပြီးဒါပေမဲ့သူကအခုဒီမှာမရှိဘူးဦးလေးစီစဉ်ပေးလို့ရမလားကျောင်းဦးကြီးကမျက်ခုံးပင်ပြီးနာမည်ပြောလေဂျိုးမျိုးနယ်စုကပစ်တာလားဒါမှမဟုတ်စုမျိုးနယ်စုကနိုဘာလားနိုဘာကတော့အခုရောက်ခါနီးပြီးပစ်တာကတော့မအားဘူးလို့ပြောတယ်ငါအရင်ဆက်သွယ်ကြည့်ရမယ်လားစီစဉ်ပေးမယ်အာဘာကပြုံးပြီးခေါင်းခါပြတယ်နှစ်ယောက်လုံးမဟုတ်ဘူးကျောင်းဦးကြီးရဲ့မျက်ခုံးပုံမြင်သွားပြီးလူကြီးလည်းစိတ်ဝင်စားနဲ့နားဆွင့်လာကြတယ်အာဘာကရှင်းရှင်းလင်းလင်းပြောလိုက်တယ်ကျမနောက်ဆုံးပွဲမှာတိုက်ချင်တဲ့လူကနည်းနည်းထူးခြားတယ်သူကလူမျိုးနယ်စုရဲ့တခင်လေးစိမ့်ပဲအဲ့ဒီစကားလုံးတွေနှုတ်ကထွက်လာတာနဲ့အမျှဒါကိုကြိုတိနေတဲ့ဦးလေးဟောင်ကလွဲလို့လူကြီးတစ်ခုလုံးကြောင်အန်းသွားကြတော့တယ်ကျောင်းဦးကြီးမျက်တောင်ခက်မိပြီးတခုခုကိုသဘောပေါက်သွားတယ်အာဘာမင်းဘာလို့စိမ့်နဲ့တိုက်ချင်ရတာလဲငါသတိပေးပါရစေအဲ့ဒီကလေးကအခုတလောထူးဆန်းတာတွေလုပ်နေတာအစင်းမြင့်ပါရဲ့မရှင်ဖြစ်ပြီးတော့တက်ရောက်မှုပုံရိပ်ကိုနိုးထားယုံတင်မကပဲအစင်းမြင့်တက်ရောက်မှုပုံရိပ်ကိုပါဖြစ်ချေဖြစ်ခဲ့တာသူ့မှာကျင့်ကြံမှုအားသာချက်နည်းနည်းရှိနိုင်ပေမဲ့ကျွန်မကတော့သူ့ရဲ့တက်ရောက်မှုပုံရိပ်ကိုတကယ်ပဲစိတ်ဝင်စားလို့ပါသူ့ရဲ့ဂျာပန်ကကျွန်မရဲ့လာရောက်နှင်းဂျာပန်နဲ့ရှင်ရင်ဘသူကပိုတမမလဲဆိုတာကြည့်ချင်လို့အာဘာကယုံကြည်ချက်ပြည့်နဲ့ပြောလိုက်တယ်။ကျောင်းဦးကြီးကတွန်းဆုနဲ့ငါတော့အကြောင်းကြားပေးနိုင်ပါတယ်။ဒါပေမဲ့ဇင်းကဘလို့လူလဲဆိုတာမင်းတီသားပဲသူတိုက်ဖို့သဘောတူပါမလားဆိုတာကတော့မိကုန်းထုတ်เสียပဲလို့ပြောလိုက်တယ်။ငါလက်ခံတယ်လို့ပြောတဲ့ထွက်လာတဲ့ကျောင်းဦးကြီးစကားတော်မဆုံးသေးခင်မှာပဲအောက်ကလူဦးကြီးကဘေးပညာကိုလမ်းဖယ်ပေးလိုက်ကြတယ်။ကျွန်တော်ရှိကိုရှောက်လန်းလာပြီးစင်မြင့်ပေါ်ကိုတည်ငြိမ်စွာတက်လာခဲ့လိုက်တော့တယ်